ဝါပေလာပေါ်တွင်နာမည်များစွာရေးထွင်းထားပါတော့လေနာမည်တစ်ခုကအလွန်ပေါ်လွင်ထင်ရှားနေပါတယ်။ထိုနာမည်၏အယောင်ကခရမ်းနေအောင်ဖြစ်ပြီးထိုနာမည်ကိုရေးထွင်းစဉ်ကသွေးများစီးကျသွားခဲ့သည့်အလားပါ။အကိုကြီးရှင်းရှင်းသည်တည်ငြိမ်သောအမူအရာဖြင့်နာမည်ကိုကြည့်လိုက်ပါတယ်။မြည်သည့်ခန်းစားချက်အရေးငွေမှသူ့မှာရှိမနေပါ။သို့တော်ညာတန်တုပ်ကိုစုပ်ကင်ထားသောသူ၏လက်မှာမမြင်နိုင်သောအားတစ်ခုတက်ရောက်သွားပါတယ်။သူ၏အကြည့်လွှဲလိုက်ပြီးနောက်ဝါပေလာကိုတင်လိုက်ပါတယ်။ထို့နောက်ကောင်းကင်ရန်ရှိစီးစာနေရောင်ကြီးတန်းများကိုကြည့်လိုက်ပါတယ်။အချိန်တော်ကြာပြီးနောက်ခေါင်းဆောင်နှင့်ရန်ရန်တို့ကိုနူးညံ့ညင်သာစွာပြောလိုက်ပါတယ်။ကျွန်တော်ခဏလောက်တကားပိတ်ကြည့်ကြအောင်မယ်။ရန်ရန်သည်ရွှေရှင်အနှဲငယ်စိတ်မကြည်မလင်ဖြစ်နေပုံရသည်ကိုခက်ရေးရေးတတိထားမိ၍ခတ်တွတ်ခေါင်းကြီးလိုက်ပါတယ်။သွားချင်းလေးကိုကြီးရှိနေတတိယမြောက်နန်းတော်တိဆောက်ဖို့စိတ်မပူနဲ့။ခေါင်းဆောင်သည်ထိုင်လိုက်ပြီးရေမောလိုက်ပါတယ်။ကိုကြီးဒီတစ်ခေါက်ကျွန်တော်ကြင့်ကြံနေတော့အစိမ့်နဲနဲဖြူထားလောက်တယ်။အရန်နီနီကက်ကက်မနေနဲ့တခုခုမျောလင်းမထားတာဖြစ်လာရင်ချက်ချင်းထွက်သွားလိုက်ကျွန်တော်ကိုမကြည့်မိနေနဲ့။ရွှေရှင်ကတတိပေးလိုက်ပါတယ်။ထိုစကားကိုခေါင်းဆောင်ကြားသောအခါအနှဲငယ်လေးလုံးထွားရန်ပြင်လိုက်ပါတော့လေအတန်ငယ်တွေးတောပြီးနောက်အလင်းအမြန်ပြင်အဝေးသို့သွားလိုက်ပါတယ်။ရွှေချင်းအစိတ်ကိုသူချိန်ခံများစွာမြင်ခဲ့ပြီးထူးဆန်းသည့်ထက်ထူးဆန်းလာသည်ကိုခံစားရပါတယ်။ရန်ရန်၏မျက်လုံးများသည်လည်းပြူးကျဲသွားပြီးချက်ချင်းနောက်ဆုတ်သွားပါတယ်။လူစိုးရင်းဌာန၏အချင်းတောင်ထဲမှာအစိတ်မိသွားသောညင်ငတ်အဖွဲ့ဝင်များကိုသူမှပြန်တွေးမိလိုက်ပါတယ်။သူတို့နှစ်ယောက်ထိုးထိုးဖြစ်သွားသည်ကိုမြင်၍ရွှေချင်းစိတ်သက်သာရသွားပါတယ်။ယခုတစ်ခါကောင်းကင်နန်းတော်ထဲသို့အစိတ်တားမြစ်စေကိုသူထည့်ကျင်ပါတယ်။သူသည်အချိန်ကြာမြင့်စွာစီစဉ်ထားပြီးဖြစ်နိုင်ခြေအန္တရာယ်များကိုတက်ဆက်ထားပါတော့လေအမျိုးမျိုးပြောင်းလဲသွားနိုင်သည်မဟုတ်ပါလား။ရင်းပြင်ယခုတစ်ခေါက်တကားပိတ်ကျင့်ကြံရာတွင်မြည်သည့်အချိန်များကြာမည်ကိုသူမသိပါ။ထို့ကြောင့်မော်စစ်သင်းဘော်၏ထိန်ရှုံမှုကိုခေါင်းဆောင်အားလက်လွှဲပေးလိုက်ပြီးအခန်းလေးထဲဝင်သွားပါတယ်အခန်းလေးထဲသူရှေ့ချလိုက်သည့်အခိုင်တစ်ခုခုကိုရုတ်တရက်တွေးမိလိုက်ပြီးခေါင်းဆောင်ကိုလှည့်ကြည့်လိုက်ပါတယ်ကိုကြီးအရင်ကအကိုကြီးရဲ့မော်သင်းဘော်ကိုကျွန်တော်မြင်ဘူးတယ်လို့မထင်ဘူးခေါင်းဆောင်သည်ဘဝင်ခိုက်နေသောအမူအရာဖြင့်ကြွားလုံးထုတ်လိုက်ပါတယ်လျှို့ဝှက်စမ်းကြဲတဲ့နေရာမှာငါမော်သင်းဘော်ပြည့်ပြည့်ရအောင်လို့ထားတာကွာအဲ့ဒါပြီးစီးသွားရင်အပြင်ထုတ်လာခဲ့မှာအဲ့ဒါကိုမြင်အဖိုးကြီးတေချာပေါက်အံ့ဩသွားစေရမယ်လို့ငါအာမခံတယ်ရွှေချင်းသည်ခေါင်းဆောင်ရှဲကားပြောဆိုသောစကားများကိုအသားကျနေပြီဖြစ်ပြီးခေါင်းညိတ်ကအခန်းထဲသို့ဝင်သွားပါတယ်။အခန်းထဲရောက်ပြီးနောက်အခန်းတကားကိုသူပိတ်လိုက်ပြီးတင်းမြင့်ခွေးထိုင်ကလက်လက်ဖက်ဖြစ်မှန်တန်လက်ကွက်များဖော်လိုက်ပါတယ်။သူသည်အစီအစဉ်ကြီးတစ်ခုကိုအသက်သွင်းလိုက်ပြီးအခန်းလေးကိုလုံလုံညာညာချုပ်လောင်လိုက်ကသူ၏အချိန်ဝါများအပြင်သို့မထွက်အောင်တားဆီးလိုက်ပါတယ်။ရင်းနောက်ဓမ္မအသုံးဆောင်ပစ္စည်းတချို့အားထုတ်လိုက်ပြီးဘေးပတ်လည်တွင်တက်ဆင်လိုက်ပါတယ်။ရင်းနောက်ရွှေချင်းသည်အသက်ပြင်းပြင်းရှူလိုက်ပြီး900ပါပစ္စည်းများစီစဉ်ရန်တုံလောင်အိတ်ကိုဖွင့်လိုက်ပါတယ်တို့တစ်ပြည့်ဝိညာဉ်တကေမှယုံခြင်းဂူထဲမှာရရှိခဲ့သောပလင်းများနဲ့အိုးများမှာဖြစ်ပါတယ်။သူသည်တစ်လုံးပြီးတစ်လုံးဖွင့်လိုက်ပြီးသက်ဆောင်အားပါဝင်သောပစ္စည်းများကိုရှာဖွေလိုက်ပါတယ်။အစိတ်တားမြစ်စေးကိုရင်ဆိုင်ရာတွင်အသုံးဝင်သည်မှာသက်ဆောင်အားမဟုတ်ပါလား။ရွှေချင်းသည်ရွေးချယ်ပြီးနောက်တခြားပစ္စည်းများကိုလည်းစစ်ဆေးကြည့်လိုက်ပါတယ်။အရာအလုံးအစင်သင့်ဖြစ်သောအခါမျက်လုံးများကိုမှိတ်၍အချိန်တော်ကြာငြိမ်သက်နေပြီးနောက်ဆန္ဒမွန်တက်တာကိုထုတ်လိုက်ပါတယ်။ရွှေချင်းသည်ဆန္ဒမွန်တက်တာကိုဆက်ရှင်းမဖွင့်ပါလက်ကိုဝှေ့ရမ်းလိုက်ရာရှေးဟောင်းကြောက်စိမ့်ပေလွားတစ်ခုပေါ်လာပါတယ်။ထိုကြောက်စိမ့်ပေလွားသည်ရခင်ကအစိတ်တားမြစ်စေးနှင့်အတူဆန္ဒမွန်တက်တာတဲ့ရှိနေခဲ့သောပစ္စည်းဖြစ်ပါတယ်။ထိုချိန်၌ရွှေချင်းသည်ကြောက်စိမ့်ပေလွားကိုလက်ဖြင့်ကင်ထားပါတယ်။သူ၏အစိတ်ခန္ဓာရည်သည်ကြောက်စိမ့်ပေလွားပေါ်ရှိအစိတ်အကျွင်းကြံများကိုအတိုင်းအတာတစ်ခုထိလက်လိုရှူထားနိုင်ပြီဖြစ်ပါတယ်။သူမှာခရင်အောင်တလင်းကြောက်၏ပြန်လည်ကုစားနိုင်စွမ်းလည်းရှိပါတယ်။ထို့ကြောင့်သူ၏ညာလက်ကအနှဲငယ်မဲနဲ့လာပါတော့လေပုတ်တိုးဆွေးမြေးလောက်အောင်ထိမဖြစ်ပါ။သူ၏နက်အာယုံတိုးဝင်သွားသည်နှင့်ရွှေချင်း၏စိတ်ထဲမိုးချိတ်တန်အလားရှေးဆန်သောအတန်ကြီးမြည်ဟီးလာပြန်ပါတယ်။မဟာတာအိုဆိုတာဘာလဲ။မဟာတာအို3000ကယုံကြည်ကိုးဝယ်မှုကိုဥတီသွားနိုင်တယ်။အဲ့ဒီမဟာတာအို3000ထဲမှာအစိတ်တာအိုပါလား။လောကကြီးတွေကလူတွေကမိစ္ဆာနဲ့အစိတ်ကိုဆက်ဆုပ်ယွန်ချကြတယ်။အဲ့ဒီလိုအစင်အလာမဟုတ်တဲ့နီးလန်းတွေကကြီးကျယ်မြင့်မြတ်မှုစီရောက်နိုင်လား။တခါကငါလဲတွေးခဲ့ဘူးတယ်။နတ်လောကအပြင်ဘက်ကိုထွက်လာတဲ့လူသားမဟုတ်တဲ့မျိုးနွယ်ဝင်တယောက်ကိုမတတ်မိခင်အချိန်ထိအစိတ်ကိုယွန်ချဆက်ဆုပ်ခဲ့တယ်။အဲ့ဒီကျင့်ကြံသူရဲ့တိုက်ရိုက်ခိုက်ကကြောက်စရာကောင်းသလိုသူလေ့ကျင့်ထားတဲ့တာအိုကလည်းသွေးအေးရက်ဆက်တယ်။သူမသေးခင်ငါ့ကိုရက်ဆက်ကြံကြုတ်တဲ့အကြည့်နဲ့စူးစူးဆိုက်ဆိုက်ကြည့်သွားတယ်။အဲ့ဒီအကြည့်ကြောင့်ငါကျင့်ကြံခြင်းအစဉ်ကတနေ့ပြီးတနေ့ရောကျလာတယ်။10ရက်ကြာတဲ့အခါငါတန်မှန်လူတယောက်ဖြစ်သွားပြီးလူလောကမှာနာကျင်မှုနဲ့ညှဉ်းပန်းနှိပ်စက်မှုဝေဒနာတွေကို260တိတိခံစားကြုံတွေ့ခဲ့ရတယ်။ယရနာတွေမရေမတွက်နိုင်လောက်အောင်အသုံးပြုခဲ့ရတယ်။နောက်တော့ငါအသက်ပြန်ရှင်လာခဲ့တယ်။ငါခန္ဓာကိုယ်ထဲကနေအဲ့ဒီအစိတ်ကိုလည်းထုတ်လိုက်ပြီးစေလုံးတစ်လုံးအဖြစ်ပြောင်းလဲလိုက်တယ်။အဲ့ဒီအချိန်ကစပြီးကပ်ဘေးကြီးကြောက်ရွံ့မလာခင်အချိန်ထိအဲ့ဒီစေလုံးကိုလေ့လာနေခဲ့တယ်။ငါအောင်မြင်အောင်မလေ့လာနိုင်ခဲ့လို့ဒီစေလုံးကိုနောက်မျိုးဆက်အတွက်ခြံထားခဲ့တယ်။ဒီဆေးကအစိတ်ဆေးဖြစ်တယ်လို့တားမြစ်ချက်လည်းရှိတယ်။အစင်းမြင့်ကျင့်ကြံသူတယောက်ဒီဆေးကိုရသွားရင်ကိုယ်တိုင်အသုံးမချနဲ့အဆုံးမဲ့ပျက်စီးခြင်းနဲ့ကြုံတွေ့လိုက်ရပြီးတေကိန်းဆိုင်သွားမယ်။အစင်းနဲ့ကောင်းကင်နန်းတော်ရွှေမြူတေစင်ကျင့်ကြံသူတယောက်ဒီဆေးကိုရသွားရင်ကောင်းကင်နန်းတော်တွေကရွှေမြူတေနေရာမှာဒီဆေးကိုအစားထိုးနိုင်တယ်။အဲ့ဒါဆိုရင်တခြားလူတွေနဲ့မတူညီတဲ့အစိတ်ကျင့်ကြံသူတယောက်ဖြစ်လာမယ်။အဲ့ဒီအခါသက်ဆောင်ဝိညာဉ်ကပြောင်းလဲသွားပြီးဒီတားမြစ်ဆေးလုံးရဲ့လမ်းစဉ်ကိုရှောင်လန်းနိုင်မယ်။ငါတွက်ချက်မှုအရာတော့တားမြစ်လမ်းစဉ်မှာလူတယောက်ကအစိတ်ကိုသုံးပြီးလောကကြီးကိုတုံခါသွားအောင်လုပ်နိုင်တယ်
အသက်ကြီးငယ်မရွေးဖြက်စီးပြစ်နိုင်တယ်ဒါဟာနတ်လောကရဲ့ကြောက်စရာကောင်းပြီးခံမဲမရနိုင်တဲ့နီလန်ပဲနောက်ဆုံးမှာနတ်လောကဟာမျိုးနွယ်အလုံးရဲ့ဘုံရန်သူတော်ကြီးဖြစ်သွားတယ်ရွှေရှိမျက်လုံးများတဲ့တွင်အခိုင်အမာဆုံးဖြတ်လိုက်ဟန်အရေးကြောင်တင်ဟပ်လာပါတယ်အဲ့ဒီအစိတ်ဓာတ်မြစ်စီကိုကောင်းကင်နှံတော်ထဲမှာထားမယ်အဲ့ဒီဆရာကြီးရဲ့လေးသံကိုနားထောင်ကြည့်ရတာကောက်ချက်ချထားတဲ့ပုံပဲဒါပေမဲ့ तू စမ်းမကြည့်ဘူးလို့ငါမယုံဘူး तू စမ်းသက်ချက်တွေကြာရှုံးသွားတာသိတာတယ်ဒီတော့ဘလို့ပဲဖြစ်ဖြစ်ကြီးမားတဲ့အန်ဒီရရှိနေသေးတာပဲဘလို့အပြောင်းလဲတွေဖြစ်လာမယ်ဆိုတော့မှန်းဆလို့မရဘူးကျရှင်သည်ရေရွလိုက်ပါတော့လေသူ့မျက်ဝန်းများတဲ့ရှိခိုင်မာပြတ်သားသောစိတ်ကရော့ကျမသွားပါဒါပေမဲ့ငါကအစိတ်နဲ့အသားကြောင့်အမြဲတမ်းလုံနေတာအစိတ်တန်ကိုအတိုင်းအတာတစ်ခုထိငါခံနိုင်ပိုရှိလာသလိုပိုးကောင်နက်တွေနဲ့လည်းပေါင်းဆက်ခဲ့ပြီးပိုးကောင်နက်တွေလည်းခဏလောက်အသက်ရှင်နေနိုင်တယ်အစိတ်တန်ကိုငါလုံးဝခံနိုင်မရှိသေးဘူးဆိုပေမဲ့ငါလုံနိုင်တဲ့လောက်ထိလုပ်ပြီးပြီအစိတ်တန်ကိုထပ်ပြီးခံနိုင်အောင်လုပ်ဖို့ငါအတွက်ခက်တယ်အရေးကြီးဆုံးကအဲ့ဒီအစိတ်ဓာတ်မြစ်စီကဓာတ်ပြည့်တဲ့လောက်နီနီဖြစ်နေလို့ညှိုးချောက်နေတဲ့အခြေအနေဖြစ်နေပြီပြီးတော့ပြီးတော့အစိတ်ဆေးဖြစ်လို့မပြည့်စုံသေးဘူးဒီလိုသာဆက်ဖြစ်နေရင်ညှိုးချောက်သွားတဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာမှာပဲလုံးဝညှိုးချောက်သွားပြီးဓာတ်ပြည့်သွားတဲ့ဆေးဖြစ်သွားရင်အဲ့ဒီဆေးရဲ့တန်ဖိုးကကြီးကြီးမားမားရော့ကျသွားမှာပဲအဲ့ဒီဆေးနဲ့ပေါင်းစည်းလိုက်တာပဲဒီဆေးကိုပြန်ရှင်သန်လာနိုင်ခြေရှိတာငါဆက်ပြီးစောင့်နေအတိတ်ပဲမရှိဘူးအနာဂတ်ကဘယ်လိုတွေဖြစ်လာမလဲငါမသိဘူးဒါပေမဲ့စောင့်နေတာငါရည်မှန်းချက်ကိုကျင့်တဲ့စီမှာမဟုတ်ဘူးငါပို့အစွမ်းထက်ရှင်စွန့်စားရမှာပဲရွှေရှင်သည်အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးသူ့ကိုယ်ရဲ့ရှိတရရမြောက်ကောင်းကင်နန်းတော်ကိုအာယုံခံလိုက်ပါတယ်ထိုနန်းတော်ကြီး69ရာခိုင်နှုန်းကရုံလုံးပေါ်လာပြီးဖြစ်ပါတယ်အပြည့်အဝရုံလုံးပေါ်လာရင်ရွှေအမြူတွေတစ်ခုသာလိုပါတော့တယ်ကြင်ကြံခြင်းလမ်းစဉ်ကဘယ်လိုလုပ်ရှုံးဝေမှာလဲငါတို့အနေနဲ့ကြီးမားတဲ့အန္တရာယ်တွေကိုတေချာပေါက်ကြုံတွေ့ရမှာပဲရွှေရှင်သည်ဆန္ဒမွန်တက်တာကိုဖွင့်လိုက်ပါတယ်ထိုတန်တက်တာကိုဖွင့်လိုက်သည့်အခိုက်မဲနက်နေသောစီလုံးတစ်လုံးပေါ်လာပါတယ်ထိုဆေးသည်ရခင်ကနေရှင်လီများစွာညှိုးချောက်နေပြီးအစိမ်များစွာမကြံတော့ပါဆန္ဒမွန်တက်တာကိုပထမအကြိမ်ဖွင့်ပြီးပြင်ပလောကနှင့်ထိတွေ့လိုက်ပြီးညှိုးချောက်သည့်အချိန်တွေကပိုရိပ်ဆိုးဝါးလာဟန်တူပါတယ်ထိုချက်ကိုရွှေရှင်ရှာတွေ့ထားသည်မှာကြာပြီးဖြစ်ပါတယ်ထို့သို့ဆက်သွားနေပါကထိုဆေးသည်အနှစ်သာရကိမဲ့သောစေလုံးဖြစ်သွားမည်ကိုသူသိပါတယ်အစိတ်ကအချိန်တိုင်းအမွှေးပြန်နေပြီးလောကကြီးထဲမှလုံလုံရာရာပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်တိတ်တဲထူရသောအစိမ့်ငွေများပတ်ဝန်းကျင်တွင်ပြန့်နှံ့သွားစဉ်ရွှေရှင်သည်ပထမဆုံးအစိမ့်ငွေများကိုရှူရှိုင်းမိသူဖြစ်ပြီးခန္ဓာကိုယ်တုံရီသွားပါတယ်သူသည်အလိုက်နာတစ်ခုတည်းအစိတ်တံကိုခန္ဓာရင်ရှိပြီးခရဲအောင်တလင်းကြောင်ရှိနေသည့်တိုင်အောင်အစိတ်သားမြစ်စေးကသူ့တစ်ကိုယ်လုံးအလင်းအမြန်မဲနဲ့သွားစေပါတယ်သို့တော်လည်းရွှေရှင်သည်ထိုအရာများကိုဂရုမစိုက်တော့ပါသူသည်ခိုင်မာပြတ်သားသောစိတ်ဖြင့်တစ်တာရဲရှိအစိတ်ဆေးကိုကောက်ယူလိုက်ပါတယ်ထို့နောက်သူ၏ညာလက်သည်မကောင်းဆိုးဝါးအခြေအနေသို့ရောက်သွားပြီးဟောက်ထွင်းမြင်လာရာကအစိတ်ဆေးကိုစုပ်ကင်လိုက်ပါတယ်ထိုစိတ်ဆေးသည်အော်တုံနှုတ်စရာကောင်းပါတယ်ရွှေရှင်းညာလက်ကမကောင်းဆိုးဝါးအခြေအနေသို့ပြောင်းလဲသွားသည့်တိုင်အောင်လက်ထဲမှအနက်ရောင်အမြင့်တန်းများကိုမြင်နေရသေးပါတယ်လက်ကထိုအခြေအနေသို့ရောက်သွားသည့်တိုင်အောင်အစိတ်တက်ကတက်ရောက်နေပါသေးတယ်သူသည်ထိုအချက်များကိုလစ်လို့ရှုလိုက်ပြီးညာလက်ဖြင့်အစိတ်ဆေးကိုယူလိုက်ပြီးသူ၏ဒဏ်ထန်ထဲသို့အလင်းမြန်သွတ်သွင်းလိုက်ပါတယ်သူသည်အတိပင်လယ်ကိုစစ်ဆေးသောအခါနှင့်ရန်သူများ၏ကောင်းကင်နန်းတော်များကိုထိတွေ့သောအခါတွင်ထိုသည်ကိုကြိမ်ဖန်များစွာလုပ်ခဲ့ပူပါတယ်သို့တော်လည်းသူ့ကိုယ်သူပထမဆုံးအကြိမ်လုပ်ပူးခြင်းဖြစ်ပါတယ်ယင်းသည်သူတွေးမိသည့်နီလန်ဖြစ်ပါတယ်ထိုဆေးကိုဝါမြူလိုက်ပါကသူ၏ခန္ဓာကိုယ်ကထိုဆေးကိုခံနိုင်ရှိမည်မဟုတ်ကြောင်းရှင်းရှင်းခံစားရပါတယ်သူသာအစိတ်ဆေးကိုကောင်းကင်နန်းတော်စီသို့ဓာတ်ရိုက်ပို့လို့လိုက်ပါကသူတွက်ချက်မှုအရာအောင်မြင်နှုန်းပေါ်၍ပင်မြင်မာပါတယ်ထို့ကြောင့်သူတွေဝေတွန်းဆုပ်မနေပါမကောင်းဆိုးဝါးလက်ကြီးကသူ၏အသွေးသားများကိုဖျက်ကျော်ပြီးနောက်သူ၏အသီးပင်လိုက်တဲ့သို့ရှင်းနှင်းဝင်ရောက်ကဆက်ရှင်းနီးကပ်သွားပြီးတတိယမြောက်နန်းတော်ကိုထိတွေ့လိုက်ပါတယ်ထိုဖြစ်စဉ်သည်အလွန်တရာနာကျင်ပြီးအစိတ်ဆေးစွမ်းကျူးကျော်မှုလည်းရှိပါတယ်သို့သောရွှေရှင်းသည်အန်တင်းတင်းကြိတ်လိုက်ပြီးမရက်တက်မှာထိုကိစ္စကိုသူမြင်မြန်ဆောင်ရွက်နိုင်လေပိုကောင်းလေဖြစ်သည်ကိုသူသိပါတယ်ထို့ကြောင့်ခိုင်မာသောဆုံးဖြတ်ချက်ဖြင့်ညာလက်ကတတိယမြောက်နန်းတော်ကိုထိတွေ့သွားသည်နှင့်အထက်သို့သွင်းလိုက်ပါတယ်သူသည်တတိယမြောက်နန်းတော်ထဲသို့လဝါးကိုထည့်ကအစိတ်တားမြစ်စီကိုအထက်သို့ချလိုက်ပါတယ်ထို့နောက်သူ၏ညာလက်ကိုဆက်ရှင်းရုပ်သိမ်းလိုက်ပါတယ်သူလှုပ်ရှားမှုများမြန်ဆန်နေပါတော့လေသူခန္ဓာကိုယ်တစ်လျှောက်ပြင်းထန်သောနာကျင်မှုများပြန့်နှံ့လာပါတယ်ခန္ဓာကိုယ်တုံရီလာပြီးသွေးတစ်ပတ်အန်လိုက်ပါတယ်သူ၏ကိုယ်ရေးအင်္ဂါများသည်လည်းနာကျင်လာပြီးသူနေမတိထိုင်မသာဖြစ်လာပါတယ်။သူပြန်မကောင်းလာခင်တတိယမြောက်ကောင်းကင်နန်းတော်မှပြင်းထန်သောအမွှေးသွမ်းများထွက်ပေါ်လာပါတယ်။တတိယမြောက်ကောင်းကင်နန်းတော်မှအစိတ်ဓာတ်မြစ်စေးအစွမ်းများငလျင်လှုပ်ခတ်သည့်အလားအဖက်ဖက်သို့ပြန့်နှံ့လာပါတယ်။အစိတ်ဓာတ်များသည်ရွှေရှင်း၏အသီးပင်လယ်တစ်လျှောက်ပြန့်နှံ့သွားပြီးသူ၏ဝိညာဉ်ကိုတက်ရောက်ခါသူ့တစ်ကိုယ်လုံးစိတ်ဝင်နေပါတယ်။ရွှေရှင်းခန္ဓာကိုယ်တုံရီလာပြီးပုတ်တိုးဆေးမြေလာပါတယ်။သူ၏အသီးပင်လယ်ညှို့လျှောက်လာပြီးအသက်ဝိညာဉ်မှာမိန်ဖြော့ဖြော့ဖြစ်လာပါတယ်။အစိတ်ဓာတ်မြစ်စေးအစိတ်ဓာတ်ကအလွန်ကြောက်စရာကောင်းပါတယ်။တစ်ချိန်တည်းမှာပဲတတိယမြောက်ကန်းကွန်နန်းတော်ရှိအုတ်ခဲများနှင့်တိုင်များမှအမြင့်တန်းများထွက်လာပြီးအစိတ်ဓာတ်များထုတ်လို့နေသောအစိတ်ဓာတ်မြစ်စေးနှင့်အလင်းအမြန်ချိတ်ဆက်သွားပါတယ်
ယင်းသည်ပေါင်းစည်းခြင်းနှင့်အသွင်ပြောင်းလဲခြင်းဖြစ်ပါတယ်။ကျင့်ကြံသူများ၏ကောင်းကင်နန်းတော်ထဲတွင်မြည်သည့်ပြင်ပရွှေမြူတွေကိုမဆိုပေါ်လာသည်နှင့်ကောင်းကင်နန်းတော်ကရှင်းရှင်းပေါင်းစည်းလိုက်မည်ဖြစ်ပါတယ်။ထိုပေါင်းစည်းခြင်းပစ္စည်းသွားသည်နှင့်အသွင်ပြောင်းခြင်းပစ္စည်းသွားမည်ဖြစ်ကရွှေမြူတွေကမိုးရပါယရနာဖြစ်လာမည်ဖြစ်ပါတယ်။အစာကတတိယမြောက်နန်းတော်သည်ရွှေရောင်ဖြစ်ပါတယ်။ထိုချိန်၌ထိုအမြင်နှမ်းများအစိတ်ဓာတ်မြစ်စည်းနှင့်ပေါင်းစည်းသွားသောအခါတတိယမြောက်နန်းတော်တစ်ခုလုံးတဖြည်းဖြည်းမဲနှက်လာပါတယ်။ထိုဖြစ်စဉ်သည်အလွန်နှေးကွေးပါတယ်။တတိယမြောက်ကောင်းကင်နန်းတော်တစ်ခုလုံးမဲနဲ့သွားသောအခါမှသာအစိတ်ဓာတ်မြစ်စေးနှင့်လုံလုံရာရာပေါင်းစည်းသွားမည်ဖြစ်ကြောင်းအဓိပ္ပာယ်ရပါတယ်။ထိုအခါမှသာထိုအစိတ်ဓာတ်မြစ်စေးကိုတွဲဝိုက်သောနည်းအားဖြင့်သူထိန်းချုပ်နိုင်မည်ဖြစ်ပြီးတတိယမြောက်ကောင်းကင်နန်းတော်နှင့်ချိတ်ဆက်နေသောမွေးရပါပစ္စည်းဖြစ်လာမှာဖြစ်ပါတယ်။ထိုရှင်ရောက်လျင်တတိယမြောက်ကောင်းကင်နန်းတော်ကိုသူထိန်းချုပ်နိုင်မည်ဖြစ်ပြီးသူခန္ဓာကိုယ်တစ်ချောင်းပြန့်နှံ့နေသောအစိတ်များကိုဆင့်ခေါ်နိုင်မည်ဖြစ်ပါတယ်။သို့တော်လည်းထိုရှိလျားသောပေါင်းစည်းခြင်းအချိန်ကာလသည်ရှင်းရှင်းအတွက်သေရေးရှင်ရေးစမ်းသပ်ချက်တစ်ခုဖြစ်ပါတယ်။ပေါင်းစည်းခြင်းမပြီးသေးခင်အစိတ်တန်ကိုသူမခံနိုင်ပါကသူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ပျက်စီးသွားမည်ဖြစ်ပါတယ်။ရွှေရှင်၏ခန္ဓာကိုယ်တုံ့ရီသွားပါတယ်။အစိတ်တားမြစ်စေမှာမရှင်းသားအောင်သိတဲ့ထူထပ်သောအစိတ်များသူခန္ဓာကိုယ်ရှိအစိတ်ပိုင်းအလုံးသို့ပြန့်နှံ့သွားပါတယ်။ပေါ်ပြရင်ခက်ခဲသောတဲချီခိုင်လူမတက်နာကျင်မှုကြောင့်သူအလိုလိုညှဉ်းညူလိုက်ရပါတယ်။ထိုနာကျင်မှုသည်ရခင်ကသူကြုံတွေ့ခဲ့ရသည့်သေရေးရှင်ရဲ့အခြေအနေများထက်ကျော်လွန်ပါတယ်။ရေသူမကျုံဖျားเจ้า၌ဖြစ်စေငကားလဲ၌ဖြစ်စေယခုခံစားရသည့်နာကျင်မှုနှင့်ကွာရှားပါတယ်။ထိုချိန်ကနာကျင်မှုကအပြင်ဘက်မှခန္ဓာကိုယ်အတွင်းပိုင်းသို့ပြန့်နှံ့လာခြင်းဖြစ်ပါတယ်။ထို့ကြောင့်သူခက်ခဲခုခံနိုင်ခဲ့ပါတယ်။ယခုနာကျင်မှုသည်အတွင်းပိုင်းမှအပြင်ဘက်သို့ပြန့်နှံ့လာခြင်းဖြစ်ပါတယ်။သို့တော်လည်းထိုခံစားချက်ကိုရခင်ကရွှေရှင်းမကြုံဘူးခဲ့သည်မဟုတ်ပါ။ထိုမိုးသေးသောညကသူနှလုံးသားတစ်ခုလုံးစွတ်ပြတ်သွားခဲ့ပြီးသူ့မှတ်ဉာဏ်နဲ့ရှိနိုင်ရများပြိုကွဲကအနှက်ဆိုင်ဆုံးနာကျင်မှုကိုခံစားခဲ့ရပါတယ်။ထိုနာကျင်မှုနှင့်ရှင်မာကယခုသည်ဘာမှမဟုတ်ပါ။ယခုအချိန်တွင်ရွှေရှင်းသည်စူးစူးဝါးဝါအော်ဟစ်လိုက်ရသည်ကိုသဘောမကျပါ။သူသည်နေမြန်းနေသောမျက်လုံးများဖြင့်အန်တင်းတင်းကြိတ်လိုက်ရာသူ၏သွေးပြက်ကမန်းအော်ဟစ်တန်ကခတ်တိုးတိုးအတန်ဖြင့်သွားကြထဲမှထွက်လာပါတယ်။ချိန်ထဲမှာပင်သူ၏ဝမ်းပိုက်ရှိခရမ်းရောင်တလင်းကြောက်ကအရှိန်ဟုန်ပြင်းစွာလဲပတ်လာပါတယ်။ခရမ်းရောင်အလင်းများရွှေရှင်းတကိုယ်လုံးပြန့်နှံ့သွားပြီးအစိတ်တန်ကိုခုခံနေပါတယ်။ရွှေကြီးကကြီးရုပ်လုံးပေါ်လာပြီးရွှေရှင်းကိုပြီးတော့များဖြင့်မှုတ်ကအားဖြည့်ပေးလိုက်ပါတယ်။အသည့်ပင်လယ်ထဲတွင်စူးစီးထားသောအီမော်ဒယ်ရှိများသည်လည်းသူ၏ဝန်တော့ဝင်မှုကိုကူထမ်းလိုက်ပါတယ်။သက်ဆောင်မိရိပ်များဖြစ်လာသောကောင်းကင်နန်းတော်နှစ်ခုကကွန်ရှာများကိုထုတ်လွှတ်လိုက်ပြီးသူ့ကိုအားဖြည့်ပေးလိုက်ပါတယ်။နောက်ဆုံးတွင်တစေဧကရစ်တောင်သည်အနက်ရောင်အလင်းများကိုထုတ်လွှတ်ကအရာအလုံးကိုဖိနှိပ်လိုက်ပါတယ်။အချိန်များကုန်လွန်သွားပါတယ်။၃ရက်ကြာသွားပါတယ်။တတိယမြောက်ကောင်းကင်နန်းတော်နှင့်အစိတ်တားမြစ်စီပေါင်းစည်းခြင်းသည်နှွေးကွေးစွာဖြစ်ပွားနေပါတယ်။10%, 20%, 30%ရွှေရှင်းခန္ဓာကိုပုတ်ပွားလာပါတော့လေနေရာမှာပင်ထိုင်နေစေဖြစ်ကအစွမ်းကုန်ခုခံနေပါတယ်။ပြီးခဲ့သည့်3ရက်အတွင်းခရင်အောင်တလင်းကြောင့်တက်ဆောင်မိရိပ်များနဲ့တစေဧကရစ်တောင်ကြီးအပြင်ရွှေရှင်းသည်ပိုးကောက်နယ်လေးများကိုလည်းထုတ်လွှတ်ခဲ့ပါတယ်။သူ၏ထိတ်ချုံမှုအောက်တွင်ထိုပိုးကောက်နယ်လေးများသည်သူခန္ဓာကိုယ်ထဲတိုးဝင်သွားပြီးသူ၏အသွေးသားထဲရှိအစိတ်ဆေးမှအစိတ်များကိုဆုပ်ယူလိုက်ပါတယ်။ထိုနည်းလမ်းများသည့်အစိတ်တားမြစ်စေးနှင့်ပေါင်းစည်းခြင်းကဏ္ဍတွင်ရွှေရှင်းပြင်ဆင်ထားသောပထမလိုင်းအကူအညီဖြစ်ပါတယ်။သို့တော်လည်းအစိတ်တားမြစ်စေး၏အစိတ်ဓာတ်ကပြင်းထန်ပြီးရွှေရှင်း၏ပထမလိုင်းပြင်ဆင်မှုကမထိရောက်ပါ။သူ၏ခန္ဓာကိုယ်ကတိတိတတ်တာပုတ်ပွားလာပါတယ်။ပေါင်းစည်းခြင်းဖြစ်စဉ်ကတင်မင်းရှိသမျှတဲ့ပို၍မြန်ဆန်နေရန်ထိုအရာများအပေါ်တွင်သာသူအားထားနိုင်ပါတယ်။အချိန်များတဖြည်းဖြည်းကုန်လွန်လာခဲ့ပါတယ်။မြတ်တောင်တစ်ခတ်အတွင်း၄ရက်ကုန်လွန်သွားပါတယ်။သူသည်တတိယမြောက်ကောင်းကင်နန်းတော်နှင့်အစိတ်ဆေးတို့၏ပေါင်းစည်းခြင်းနှင့်ပြောင်းလဲခြင်းဖြစ်စဉ်ကနောက်ဆုံးတွင်80%သို့ရောက်သွားပါတယ်။သို့သောထို၄ရက်တာအတော်တွင်ပြင်းထန်သောနာကျင်မှုများနှင့်ညှဉ်းပန်းနှိပ်စက်မှုများကိုရွှေရှင်းခံစားခဲ့ရပါတယ်။သူ့မှာခံနိုင်ရည်များစွာမရှိတော့ဘဲတိတိစိတ်စွာခုခံနေရပါတယ်။သူထိုင်နေသည့်နေရာတွင်သွေးမဲများဖုံးလွှမ်းထားပါတယ်။ထိုသွေးမဲများသည်သူ၏အသွေးသားများပုတ်ပွားရာမှထွက်ပေါ်လာခြင်းဖြစ်ပါတယ်။သူ၏ခန္ဓာကိုယ်ပိန်ရှုံချောက်ကပ်သွားပြီးသူ့အသွေးသားများလုံလုံရာရာပုတ်ပွားဆွေးမြေ့လာပါတယ်။ပုတ်ပွားဆွေးမြေ့လာပါတယ်။သူ့လက်မှာအသားများစွာမရှိတော့ဘဲမဲနက်သောအယိုးများတုံလုံးခြောက်ခြားစရာခေါင်းလောက်အောင်ပေါ်နေပါတယ်။အစိတ်တားမြစ်စီးမှအစိတ်သည်သူ့ခန္ဓာကိုယ်ရှိအရာအလုံးကိုဖျက်ဆီးပစ်နေပါတယ်။သူ၏အသိစိတ်ပင်လယ်မှာပင်အပေါက်များဖြင့်ပြည့်နှက်လာပြီးသူ၏သက်ဆောင်ဝိညာဉ်ကမရှင်းသောအောင်မှိန်ဖြော့လာပါတယ်။သူတေကာနီးဖြစ်နေပါပြီအမှန်စစ်စစ်ယခုအချိန်တိုင်အောင်သူခုခံနိုင်ခြင်းသည်ပင်အံ့ဩစရာတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ယင်းသည်သူ၏စူးစောင်းခဲ့ရခြင်းရလဒ်ဖြစ်ပါတယ်။စိတ်တားမြစ်စေးကိုပေါင်းစည်းခြင်းနှင့်ပတ်သက်၍ထိုဆေးကိုခြံထားရစ်ခဲ့သည့်ကြီးမြတ်သောပုဂ္ဂိုလ်သည်ပင်မအောင်မြင်ခဲ့ပါထိုပုဂ္ဂိုလ်အမှန်တကယ်အောင်မြင်သွားခဲ့ပါကဤမပြီးစီးသေးသောအစိတ်ဆေးကိုနောင်တများစွာဖြင့်ခြံထားရစ်ခဲ့မည်မဟုတ်ပါထိုပုဂ္ဂိုလ်သည်ပင်ထူးခြားစမ်းကြယ်သောကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သည်မှာသိကြပါသည်သူ၏အကာအကွယ်အောက်မှာပင်မအောင်မြင်ခဲ့ပါသို့ဖြစ်ပေရာထိုပေါင်းစည်းခြင်းဖြစ်စဉ်ကမိများခက်ခဲသည့်ကိုမှန်းဆကြည့်နိုင်ပါတယ်ထို့ကြောင့်အရာအလုံးကသဘောတရားအရာသာဖြစ်နိုင်ခြင်းရှိပါတယ်ရွှေရှင်းမှာသူ့ကိုကာကွယ်ပေးနေသည့်သက်ဆောင်မိရိပ်နှလုံးတော်၎င်းအစိတ်ဓာတ်ကိုဖိနှိပ်ပေးနေသည့်တစေဧကရစ်တောင်ကြီးတော်၎င်းသူ၏အစိတ်တန်ကိုခံနိုင်ရည်နှင့်သူ့ကိုကူညီပေးနေသောပိုးကောင်နှများတော်၎င်းရှိနေသည့်တိုင်အောင်လမ်းဆုံးသို့သူရောက်နေပါတယ်ခရမ်းအောင်တလင်းကြောက်ကအစွမ်းကုန်လဲပတ်နေပြီးရွှေရှင်း၏တေခြင်းတရားကိုနှောင့်နှေးအောင်သက်ဆောင်အားများထုတ်လွှတ်နေပါတော့ညာခရမ်းအောင်တလင်းကြောက်မှလည်းအကန့်အသတ်ရှိပါတယ်အရေးကလေးသည်ညီသည့်ခံစားချက်ကိုမှမပြတော့ပါကျင်းငန်းခိုက်ဆော့ဖိုးဖိုးသည်လည်းအလွန်တတိထားနေပါတယ်
ရွှေရှင်းထံမှထုတ်လို့နေသောတင်မင်းအရှိန်ဝါကိုသူတို့အာယုံခံပြီးနေပြီးရင်ထဲတွင်စိတ်ရှုပ်ထွေးနေပါတယ်သို့သောမြည်တို့ပင်ဆိုသည့်အတိတ်ကရွှေရှင်းရက်ဆက်ကြမ်းကြုတ်ခြင်းများနှင့်ချိတ်ဆောင်ခြင်းများကြောင့်သူတို့မှာတစ္ဆာဖောက်ရန်အတွေးများမရှိပါထိုအတွေးများပေါ်လာသည့်တိုင်အောင်မလုံးဝင့်ကြပါနောက်ထပ်နှိဝက်ကုန်လွန်သွားပြီးနောက်ရွှေရှင်းဇပီများမရှိတော့ဘဲခြေတော်များကအယိုးမဲများဖြစ်နေပြီဖြစ်ပါတယ်သူ၏မိစ္ဆာဆန်သောမျက်နှာသည်ယခုတွင်အယိုးပေါ်အရည်တင်ဖြစ်နေပြီဖြစ်ပါတယ်မျက်နှာပေါ်ရှိပုပ်ပွားပျက်စီးနေသောအသားဆိုင်များသည်သွေးမဲများအဖြစ်ပြောင်းလဲကမြေပြင်သို့ကျန်းတွန်းစွာစီးကျနေပါတယ်။သူ၏မျက်ခွန်များသည်လည်းပျောက်သွားပြီးဖြစ်ပြီးအသက်မဲ့သောအကြည်နှင့်မြုံဝန်းများပေါ်လာပါတယ်။သူ၏အသက်ကလျင်မြန်စွာလွင်ပါပျောက်ကွယ်နေပါတယ်။ထိုချိန်၌ခရမ်းအောင်တလင်ကြောက်ကအကူအညီမဖြစ်တော့ပါ။ရွှေရှင်းကြာရှုံးသောတော့မိဆဲဆဲတွင်ရွှေရှင်းမျက်လုံးများထဲအသက်တက်အရိပ်ငွေများရုတ်တရက်ပေါ်လာပါတယ်။ထိုအရိပ်ငွေများကြောင့်ကျင်းငန်းကိုက်ဆောက်ဖိုးဖိုးနှင့်အရိပ်လေးတို့တုံရီသွားပါတယ်။ရွှေရှင်းသည်တရစ်စိတ်ခေါင်းငုံကြည့်လိုက်ပါတယ်။ထိုအပြုမှုကြောင့်တဖြည်းဖြည်းမြည်သံများထွက်ပေါ်လာပြီးသူသာအားအနှဲငယ်စိုက်ထုတ်လိုက်သည်နှင့်သူ၏ခေါင်းကလယ်ပင်မှပြုတ်ထွက်သွားတော့မည်အလားပါရွှေရှင်းသည်ခေါင်းငုံလိုက်ပြီးနောက်အသွေးသားအနှဲငယ်များကျန်တော့သောညာလက်ကိုမြှောက်ရန်အတတ်နိုင်ဆုံးကြိုးစားလိုက်ပါတယ်ထို့နောက်သူ့ရှေ့တွင်ကြိုတင်ချထားသည့်ပလင်းလေးကိုမြှောက်လိုက်ပါတယ်ထိုပလင်းကိုခွဲရှိလိုက်ပြီးနောက်ဗလာနက်တီအဆင့်တာအိုသွေးပြန်ထွက်လာပြီးသူ့ခန္ဓာကိုယ်စီသို့ဥတီသွားပါတယ်ရင်းသည်ရွှေရှင်းပြင်ဆင်ထားသည့်အကူအညီဒုတိယလိုင်းဖြစ်ပါတယ်တခဏလေးအတွင်းထိုသွေးကရွှေရှင်းခန္ဓာကိုယ်နှင့်ပေါင်းစည်းသွားပါတယ်တာအိုသွေးမှသက်ဆောင်အားကရွှေရှင်းတကိုယ်လုံးသို့ဆက်ရှင်းတိုးဝင်ပြန့်နှံ့သွားပါတယ်သူ၏ခန္ဓာကိုယ်အားဖြည့်ပေးရင်အသိစိတ်ပင်လယ်ထဲရှိတစေဧကရတောင်ကြီးကလည်းပြ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 ဝင်းလက်လာပါတယ်သို့တော်လည်းထိုသွေးဆက်ထဲရှိသက်ဆောင်အားနှင့်ရှင်မာကထိုသွေးဆက်ထဲရှိတာအိုကျက်တီကပိုပြီးအရေးပါပါတယ်ထို့ကြောင့်တာအိုသွေးဆက်ကသက်ဆောင်အားကိုအနှဲငယ်သာထောက်ပံ့ပေးနိုင်ပါတော့လေတစေဧကရတောင်ကြီးကိုကြီးမားသောအကူအညီဖြစ်စေခဲ့ပါတယ်ထိုချိန်၌တစေဧကရတောင်ကြီးသည်တာအိုကျက်တီကိုစုပ်ယူခြင်းပို၍ပင်ပြည်ပြင်းထင်ရှားလာပါတယ်တစေဧကရတောင်ကြီးသည်တိတ်သေးထူထပ်သောကျက်တီတော်များကိုထုတ်လွှတ်လိုက်ပြီးမျက်နှာသည်လည်းရွှေရှင်းမျက်နှာနှင့်ပို၍ဆင်တူလာပါတယ်။ယင်းသည်ပြည့်စုံသောပုံဖော်ခြင်းအတွက်ကြီးမားသောရှည်လန်းကြီးတလန်းလှမ်းလိုက်တဲ့ကဲ့သို့ခံစားရစေပါတယ်။ထိုပြောင်းလဲသည့်အရေးသွေးရှိသောပြောင်းလဲခြင်းနှင့်ပို၍ဆင်တူပါတယ်။ထိုသွေးဆက်စာမရှိပါကထိုကဲ့သို့အရေးသွေးရှိသောပြောင်းလဲခြင်းမျိုးအထမြောက်ရန်မဖြစ်နိုင်သလောက်ပါ။တာအိုသွေးဆက်သည်ဝိညာဉ်သစ္စေသို့မဟုတ်ဝိညာဉ်အမြင့်တစ်ခုကိုပေးစွမ်းလိုက်ဟန်တူပါတယ်။ယခင်ကဆိုပါကသူတေချာပေါက်ပို၍စူဇန်လီလာမိဖြစ်ပါတယ်။သို့သောယခုတွင်သူ့မှာအင်အားများမရှိပါ။ထိုသွေးဆက်ရှိသက်ဆောင်အားများကိုအားပြု၍နောက်တရက်သူအသက်ရှင်သွားပါတယ်။သူခန္ဓာကိုယ်ရဲ့ရှိတတိယမြောက်ကောင်းကင်နံတော်၏အနက်ရောင်က80%မှ80%သို့တိုးပွားသွားပါတယ်။80%ပြီးနောက်ရွှေရှင်းခန္ဓာကိုယ်ရဲ့ရှိပုတ်တိုးစိမ့်မြင့်ခြင်းကပြန်လည်အားကောင်းလာပါတယ်။သူသည်တစ်သားအပိုင်းစားတစ်ခုကိုထုတ်လိုက်ပြီးရှေ့တွင်ချထားလိုက်ပါတယ်။ယင်းသည်သူပြင်ဆင်ထားသည့်တတိယလိုင်းအကူအညီဖြစ်ပါတယ်။ထို့နောက်အနက်ရောင်တစ်သားစားသည်တစ်ဖြက်ဖြက်ဝန်းလည်လာပြီးအနက်ရောင်တကားကြီးတစ်ချက်အဖြစ်ပြောင်းလဲသွားပါတယ်။တကားကြီးတစ်ဖြည်းဖြည်းပွင့်လာပြီးဇီဝကမ္မဖြစ်စဉ်ကိုပိတ်လောင်ပေးသောအဖြူရောင်အလင်းတန်းကိုထုတ်လွှတ်ပေးလိုက်ပါတယ်။ထိုလင်းတန်းသည်ချုံနောင်စွမ်းအားအသွင်ပြောင်းလဲသွားပြီးရွှေရှင်း၏ဇီဝကမ္မဖြစ်စဉ်ကိုအေးခဲခြင်းနေပါတယ်။သို့တော်လည်းအနဝါရုပ်လောမျိုးနွယ်၌အသွင်ပြောင်းလဲစဉ်အတော်တွင်သူ၏ဇဝကမ္မဖြစ်စဉ်ကိုပိတ်လောင်ပေးသောထိုလင်းတန်းသည်ထိုအချိန်၌အာနိသင်မပြတော့ပါ။သူ၏ဇဝကမ္မဖြစ်စဉ်ကိုလုံလုံရရပိတ်လောင်မထားနိုင်ပဲတည်ခြင်းတရားကိုသာနှောင့်နှေးအောင်လုပ်ပေးနိုင်လိုက်ပါတယ်။အစိတ်တိုင်းမြေစိတ်အစိတ်အစင်တန်းကမြင်မလုံးပါတယ်။သက်ဆောင်အားများသည့်သာထိုအစိတ်များကိုမျှချီရောက်ရင်လုံနိုင်ပုံရပါတယ်။ပြင်မအရာဝတ္ထုများ၏အာနိသင်များအားလုံးကအပြည့်အဝအစွမ်းပြနိုင်ရန်မဖြစ်နိုင်ပါ။တိုးတိုင်အောင်တကားကြီးကအနှဲငယ်ကျိုးရှိသွားစေခဲ့ပါတယ်။ထိုနှောင့်နှေးနေစဉ်အတော်အတွင်းရွှေရှင်းခန္ဓာကိုယ်ရဲ့ရှိခရမ်းရောင်တလင်းကြောင့်နဲ့အစိတ်ကိုခုခံနေသောတခြားအကူအညီများကအသက်ရှူရရင်အချိန်ရလိုက်ပုံရပြီးသူ့ကိုပို၍ကြာရှည်ခံနိုင်အောင်ကူညီပေးလိုက်ပါတယ်။နောက်ထပ်တစ်ရက်ကုံဆုံးသွားပါတယ်။ယခုတကသူ့ခန္ဓာကိုယ်ရဲ့ရှိတတိယမြောက်ကောင်းကင်နန်းတော်က90%မဲနဲ့လာပြီးဖြစ်ပါတယ်။ပေါင်းစည်းခြင်းနဲ့အသွင်ပြောင်းလဲခြင်းမှလည်းအတူတူပင်ဖြစ်ပါတယ်။သို့သောတကားနဲ့ကြီးချုံတော်အလင်းကအာနိသင်ကုန်ခန်းလာပြီးဖြစ်ပါတယ်။90%ရွှေရှင်းကခတ်တိုးတိုးရေရွလိုက်ပါတယ်သူ၏မျက်လုံးများထဲရှိအလင်းကမိန်ဖြော့လာပြီးသူ့ရှိလောကကြီးဝေဝါးလာပါတယ်သို့တော်လည်းသူသွေးရိုးသွေးတန်းဖြစ်မနေတော့ပါအရာအလုံးကသူ၏ထိန်းချုပ်မှုအောက်မှာရှိနေပါသေးတယ်သို့တော်လည်းအစိတ်ပြန့်နှံ့တော့ကသူခံမှန်းထားသည့်ထက်အမှန်ပင်ကျော်လွန်နေပါတယ်ရွှေရှင်းသည်ရုံးကန်ရင်သူ့ရှိပလိန်များနှင့်အိုးများကိုလှမ်းကြည့်လိုက်ပါတယ်၎င်းတို့သည်ဝိညာဉ်သခင်မှယုံကျင်းထံမှသူရရှိခဲ့သောပစ္စည်းများဖြစ်ပါတယ်။ထဲတွင်ဆေးများရှိပါတယ်။ထိုဆေးများတွင်အာနိသင်အမျိုးမျိုးရှိပါတော့လဲရွှေရှင်းစစ်ဆေးကြည့်ပြီးဖြစ်ပါတယ်။ယခုလောလောဆယ်သူရှိဆေးများသည်သက်ဆောင်ဝါအနေနှင့်အများရှိနေသောဆေးများဖြစ်ပါတယ်။ယင်းသည့်အစိတ်ဆေးနှင့်ပေါင်းဆက်ရာတွင်သူပြင်ဆင်ထားသည့်စတုထားမြောက်အကူအညီလိုင်းဖြစ်ပါတယ်။သူသည်ပလင်းများကိုခွဲလိုက်ရာရောင်စုံဆေးလုံးများသူ၏ခန္ဓာကိုယ်ထဲသို့ပြန်တန်းဝင်ရောက်သွားပြီးအလင်းမြန်အည်ပြောသွားရာဆေးလုံးများထဲရှိသက်ဆောင်အားများထွက်ပေါ်လာပြီးသူ့ကိုယ်လုံးကိုအားဖြည့်ပေးလိုက်ပါတယ်။ထိုအားဖြည့်ပေးခြင်းအာနိသင်သည်တာမန်သာဖြစ်ပါတော့လဲဆေးလုံးများစွာရှိနေသည်ဖြစ်၍ရွှေရှင်း၏အစီအစဉ်အရလုံလောက်တင်ပါတယ်။သို့တော်လည်းထိုအချိန်၌ရွှေရှင်း၏အကြီးကညာလက်ကောက်ဝဲပေါ်သို့ရုတ်တရက်ရောက်သွားပါတယ်။ညာလက်ကောက်ဝဲတွင်အသွေးအသားများရှိမနေပဲမဲနဲ့သောအယူများသာရှိပါတယ်။ညာလက်ကောက်ဝဲရှိအယိုးများကိုကြည့်၍ရွှေရှင်းမိန်ဖြော့သောမျက်လုံးများထဲတွင်စိတ်ရှုပ်ထွေးသည့်အရေးရောင်တစ်ခုပေါ်လာပါတယ်။ထိုချိန်၌ညာလက်ကောက်ဝဲမှမိန်ဖြော့ဖြော့ရွှေရောင်အလင်းတစ်ခုထုတ်လွှတ်နေပါတယ်။ထိုရွှေရောင်အလင်းသည်အလွန်အားနည်းပါတယ်။အနီးကပ်မကြည့်ပါကသတိထားမိမည်မဟုတ်ပါ။အမှန်စစ်စစ်အသွေးအသားများဖုံးလွှမ်းနေသည့်အခါတွင်ထိုအလင်းကိုစစ်ဆေးနိုင်မည်မဟုတ်ပါ။ထိုအလင်းကိုအာယုံခံရန်မဆိုထားပြီးသူ၏နတ်အာယုံသည်ပင်ရှာတွေ့ရန်ခတ်ပါတယ်။
ထိုအလင်းသည်ပြုံးကနေပေါ်ပေါက်လာပြီးလျှက်ပြက်အတွင်ပျောက်သွားရပါတယ်ထိုအလင်းပျောက်သွားသည့်အခါရွှေရှင်းသည်မြည်သည့်အရာကိုမှမခံစားရပါသူခန္ဓာကိုယ်တွင်အပြောင်းလဲတစ်စုံတရာဖြစ်သွားသည်ကိုလည်းမတွေ့ရပါသူတန်တရားဝင်နေစဉ်ဆေးလုံးများသည်သူခန္ဓာကိုယ်နှင့်ပေါင်းစည်းသွားပြီးသက်ဆောင်အားများကိုထုတ်လွှတ်ပေးလိုက်ပါတယ်ထိုသက်ဆောင်အားများသည်ရွှေရှင်းတကိုယ်လုံးပြန့်နှံ့သွားပြီးအားဖြည့်ပေးလိုက်သောကြောင့်တတရာမြောက်ကောင်းကင်နန်းတော်ရှိအစိတ်ဆေး၏အစိတ်ဓာတ်သည်လည်းအနှဲငယ်အားပြော့လာပါတယ်ထိုမြသာမကတတရာမြောက်နန်းတော်နှင့်အစိတ်ဆေး၏ပေါင်းစည်းမှုနှုန်းသည်လည်းအနှဲငယ်အရှိန်မြင့်တက်သွားပါတယ်ထိုရှင်းအားများအလုံးသည်အစိတ်ဆေး၏ပေါင်းစည်းခြင်းနှင့်အသွင်ပြောင်းလဲခြင်းကိုရုပ်ရှိမြင့်တက်သွားစေပါတယ်မကြခင်တတရာမြောက်နန်းတော်၏နောက်ဆုံးအပိုင်းကမဲနဲ့သွားပါတယ်ကောင်းကင်နန်းတော်တစ်ခုလုံးတရားရာဂိုင်းလုံးမဲနဲ့သွားပြီးဖြစ်ပါတယ်အစိတ်ဆေးနှင့်လုံလုံရရပေါင်းဆက်သွားသည်ရွှေရှင်း၏စိတ်ထဲသူခန္ဓာကိုယ်နှင့်ဆက်သွယ်နေသောခံစားချက်တစ်ခုပေါ်ပေါက်လာပါတယ်ရွှေရှင်း၏ခန္ဓာကိုယ်တုံ့ရီသွားပါတယ်ထို့နောက်သူခန္ဓာကိုယ်ရဲ့ရှိအစိတ်ဆေးများအလုံးအလင်းအမြန်ဆူဆီးသွားပြီးတတရာမြောက်ကောင်းကင်နန်းတော်ထဲသို့ဗျိုင်းတူဝင်ရောက်သွားပါတယ်သူ၏အားနည်းသောခန္ဓာကိုယ်သည်ခရင်ရောင်တလင်းကြောက်စွာအားအောက်တွင်ပြန်လည်တက်တာလာပြီးပုံမှန်တက်ပို၍မြန်ဆန်သောတက်တာလာပုံရပါတယ်သူ၏အသွေးသားများပြန်လည်ကြီးထွားလာပြီးအသိပင်လယ်ကအလင်းမြန်ပြန်ကောင်းလာပါတယ်သူ၏သက်ဆောင်ဝိညာဉ်ထဲတွင်သက်ဆောင်မီးတော်များပြန်လည်တောက်ပလာပါတယ်ဝိညာဉ်အောက်တွင်သူ၏ခန္ဓာကိုယ်ကတဖြည်းဖြည်းကြွက်သားများပြန်ရလာပါတယ်သူသည်ပိန်ချုံနေပါတော့ညာသူ၏အခြေအနေကပိုကောင်းလာပါတယ်ထိုချိန်၌ခရင်အောင်တလင်းကြောက်၏ပြန်လည်ကူစားနိုင်စွမ်းကပုံမှန်ပြန်ဖြစ်လာသည်ကိုလည်းသူအာရုံရလိုက်ပါတယ်ထိုရှင်းရများအလုံးသည်မြေကြီးလက်ခတ်မလွယ်ဖြစ်လာပြီဟုရှုရှင်းမထင်ပါထိုလှစ်ကနေပြောက်ကွယ်သွားသောအလွန်အားနည်းသည့်ရွှေရောင်အလင်းကိုသူတွေးမိလိုက်ပါတယ်စောစောကသာသူ၏လက်ကောက်ဝဲအယိုးရှိမိန်ဖြော့ဖြော့ရွှေရောင်အလင်းကိုသူသတိမထားမိခဲ့ပါကယခုအချိန်၌ထူးဆန်းသည်ဟုခံစားနေရမည်မဟုတ်ပါထိုမမြင်ရလူနီးပါးဖြစ်နေသောအပြောင်းလဲများကိုသူအမှုမဲ့အမှန်ပဲဖြစ်နေမိတာဖြစ်ပြီးအောင်မြင်သွားသည့်ခံစားချက်သာသူ့ကိုလွှမ်းမိုးထားမိဖြစ်ပါတယ်သို့သောယခုအခါသူကြည့်မိဆိုပါကတိုက်ဆိုင်မှုတစ်ခုအဖြစ်သာစုံနိုင်ပါသေးတယ်ထို့သောတိုက်ဆိုင်မှုများစွာရှိလာသောအခါတွင်ပြဿနာတစ်ရက်ရှိနေပါပြီဒါမဟုတ်သေးဘူးရှင်းရှင်းစိတ်ထဲတုန်ခါသွားပါတယ်သူဒီစက္ကနဲ့မတက်ရက်လိုက်ပြီးညာလက်ကောက်ဝစ်ကိုကြည့်ရန်ပြင်လိုက်ပါတယ်ထိုချိန်၌တတရာမြောက်ကောင်းကင်နန်းတော်ကအစိတ်သားမြစ်စီနေပေါင်းစည်းသွားပြီးတက်ဆောင်အားများဖြင့်ချိတ်ဆက်လိုက်သောအခါရှင်းရှင်းခံမှန်းထားသည့်အတိုင်းအစိတ်သက်ပြည့်လေးသောအစိတ်သားမြစ်စီမှာပြန်လည်တက်တာသည့်လက္ခဏာများရော့ပါသွားပါတယ်ထိုလက္ခဏာရက်ကပြင်းထန်သောဆာလောင်ငတ်မို့ရှင်ကိုဖော်ပြလိုက်ပါတယ်ရှင်းရှင်းခန္ဓာကိုတုံရီသွားပါတယ်ယခုလေးတွင်ပြန်လည်တက်တာလာခဲ့သောအသွေးသားများအလင်းမြန်ညှိုးလျှောက်သွားပြန်ပါတယ်သို့တော်လည်းမကြသေးခင်ကပုပ်ပဆွေးပြေးသွားခြင်းမျိုးမဟုတ်ဘဲခန္ဓာကိုယ်ကဆက်လက်ညှိုးလျှောက်လာပြီးပြင်းထန်သောဆာလောင်ခြင်းကိုပြသနေပါတယ်ထိုကစားချက်ကြောင့်ရွှေရှိမျက်လုံးများနီမြန်းသွားပါတယ်။ကျင်းဦးလျံဝဲလင်းအတက်ကိုကျင့်ကြံစဉ်အခါကအတိုင်းမှာဖြစ်ပါတယ်။ကျင်းဦးလျံဝဲလင်းအတက်ကိုကျင့်ကြံခဲ့စဉ်အချိန်ကအတိုင်းပင်ရွှေရှိအသက်ရှူစံများမြန်ဆန်လာပြီးမျက်လုံးများနီမြန်းလာပါတယ်။သူသည်စက္ကနဲ့ခေါင်းပေါ်၍အရိပ်လေးနှင့်ကျင်းကန်းကိုက်ဆော့ဖိုးဖိုးတို့ကိုကြည့်လိုက်ပါတယ်။သူအကြည့်ကိုမြင်သောအခါအရိပ်လေးနှင့်ကျင်းကန်းကိုက်ဆော့ဖိုးဖိုးတို့အလံတကြားအော်ဟစ်လိုနေပါဖြစ်သွားပါတယ်။ထိုချိန်၌သူတို့သည်အပြင်းထန်ကြောက်လန့်ခြင်းကြောင့်တုန်ရီနေပါတယ်။ရွှေချင်းအကြီးကတစားကြောက်စရာကောင်းလာပါတယ်။သူ့ကိုယ်သူမထိန်ရှုံတော်ဟန်တူပြီးတရွေးကိုတိတ်တဆိတ်မျိုးချလိုက်ပါတယ်။ချိန်ထဲမှာပင်အဆုံးစားမဲ့ရေဝံပြည်နယ်မှာအလွန်ဝေးကွာသောအရက်ရှိအဆုံးစားမဲ့တားမြစ်ပင်လယ်ကျမ်းမြေ၏အနက်ချိုင်းဆုံးအပိုင်းတွင်အေယာမမျိုးပြက်ကြီးတစ်ခုရှိပါတယ်။တိတိကျကျဆိုရမည်ဆိုပါကထိုမျိုးပြက်ကြီးသည်အဆုံးစားမဲ့အမောင်တို့ကြီးစိုးနေသောပင်လယ်ကျမ်းကျင်ရှိမျိုးပြက်ကြီးဖြစ်ပါတယ်။ထိုအမောင်တို့ကိုဖောင်ထွင်းရင်ကြည့်မည်ဆိုပါကပျက်စီးနေသောရှေးအဆောက်အအုံများမရေမတွက်နိုင်လောက်အောင်ရှိနေသည်ကိုမြင်ရပါတယ်။မျိုးပြက်ကြီးတစ်ခုလုံး၆ကပ်နေပြီး၆ချားစရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ကျိုးပဲ့ပျက်စီးနေသောရုပ်ထုတချို့ခက်ရေးရေးမြင်နိုင်ပါတယ်။ထိုရုပ်ထုများအလုံးအနှဲအောင်ချက်ဝက်တစားဝတ်ဆင်ထားကြသည့်အမျိုးသမီးများဖြစ်ကြပါတယ်။မျိုးသမီးတယောက်စီတိုင်းကအလွန်ချောမောလှပပြီးကြောက်ကမန်းလေးလေးအချိန်ဝါတစ်ခုကိုထုတ်လွှတ်နေကြပါတယ်။ထိုမျိုးသမီးများ၏ခန္ဓာကိုယ်ကိုအဖြူရောင်မွေတကားများကရစ်ခွေထားပါတယ်။ထိုပျက်စီးများ၏အောက်ရှိပင်လယ်ကျန်းကင်း၏အနက်ချိုင်းဆုံးနေရာတွင်အေယာမလှိုင်ကောင်းကြီးတစ်ခုရှိပါတယ်။ထိုလှိုင်ကောင်းကြီးထဲတွင်တနောများဖြစ်ပြည့်နေသောပင်လယ်ရေများရှိမနေဘဲဒီနေရာရှိပြောင်းခြင်းအစီအရင်တစ်ခုနှင့်အလွန်ကြီးမားသောရစ်ပလင်ကြီးတစ်ခုသာရှိပါတယ်။ရစ်ပလင်ကြီးအထက်ရှိလေထဲတွင်အယိုးကြောက်တစ်ခုရှိပါတယ်။စိတ်ဆက်တေချာစွာကြည့်ပါကထိုအယိုးကြောက်သည်အသက်ရှင်စဉ်အခါကအမျိုးသမီးတစ်ယောက်ဖြစ်စီကိုတွေ့ရပါတယ်။ထိုမျိုးသမီးသည်အလွန်အရက်ရှည်ပြီးခန္ဓာကိုယ်ပတ်လည်တွင်မွေနှင့်နဂါးအယိုးများကိုရစ်ပတ်ထားပါတယ်။ထိုမျိုးသမီးသည်နဂါးကောင်းကြီးပေါ်တွင်ထိုင်နေပြီးဘေးတွင်မွေကောင်းရှိပါတယ်။နဂါးနှင့်မွေတို့သည်ထိုမျိုးသမီးကိုကိုးကွယ်ပေးနေပုံရပြီးထိုမျိုးသမီးနှင့်အတူအသက်သေးသည့်အထိမခွဲမကွာနေသွားခြင်းဟန်တူပါတယ်။ထိုအယိုးကြောက်အောက်ရှိရစ်ပလင်ပေါ်တွင်ပြင်မျိုးမဲ့မထင်ရုပ်ရည်နှင့်နှင်းပွင့်ပမာဆွတ်ဆွတ်ဖြူသောအသားရည်ပိုင်ရှင်မင်းမပြိုတူဦးသည်တင်မြင်ခွေထိုင်နေပါတယ်။ထိုမင်းမပြို၏မျက်တော်များသည်အလွန်ရှည်လျားပြီးထိုအချိန်၌အနှဲငယ်တုံရီနေကမျက်နှာကအနှဲငယ်နီမြန်းနေပါတယ်။သူမ၏ပါးစပ်မှသွေးတစ်ပတ်အန်ထွက်လာပြီးမြေပြင်နှင့်ဖြူလွှတ်ဝတ်စုံကိုအနီရောင်ဆုံးထင်းသွားပါတယ်။ထိုမင်းမပြို၏ပါးစပ်မှသွေးများအန်ထွက်လိုက်သည့်အခိုက်မနီးမဝေးမှဒေါသတကြီးအော်ဟစ်တန်တွင်းပြန်လာပါတယ်။ချီးပဲကွာချီးပဲဟေးဘဏ္ဍကြိမ်တော်ဖြစ်နေအောင်ပါလေ။မင်းဘာလို့ချင်နေရတော့တေးချင်းနေရလား။မင်းရဲ့တက်ဆောင်ကျိုးငါနောက်ွယ်မှာအဲ့ဒီရွှီမျိုးရိုးခွေးကောင်ကိုရစ်ပတ်ပေးလိုက်တယ်ပေါ့။ဟာကွာဒေါသတကြီးကျိန်းမောင်းတန်ပဲ့တင်ထက်သွားစဉ်ပန်းရွှန်လမ်းမအဖိုးသည်သပင်များရှုပ်ရှက်ခတ်နေလျက်မနီးမဝေးမှပြေးလာပါတယ်။သူသည်ငောင်ငန်းနေပါတော့ညာသူ့မျက်နှာမှာပူဆွေးခြင်းများဖြင့်ပြည့်နှံ့နေပါတယ်။သူသည်ဆေးလုံးများစွာအလင်းမြန်ထုတ်လိုက်ပြီးလဲကျလူဒီပါဖြစ်နေသောမိမပြိုကြီးပါစက်ထဲသို့ထည့်လိုက်ပါတယ်။လင်းအောင်မင်းရဲ့ပါရမီကိုဒီလိုအသုံးချနေရတာမဟုတ်ဘူးဟာ
အဲ့ဒီခွေးကောင်လေးကတေလန်းရှာဖို့မွေးလာတာတက်တန်းတုံမဲ့မိစ္ဆာတကောင်ပဲသူ့ကံကြမ္မာကိုအကြိမ်တိုင်းဒီလိုမြင့်တင်ပေးလို့မရဘူးမိမပြိုကြီးမျက်တောင်ကောများအနှဲငယ်လှုပ်ရှားသွားပြီးမျက်လုံးများပွင့်လာပါတယ်မိမပြိုကြီးမျက်လုံးများသည်ကြည်လင်တောက်ပါပြီးအပြည့်မြူတမုံစာများရှိမနေပါမိမပြိုသည်ရှက်ယွံသောအမူအရာဖြင့်ခတ်တိုးတိုးပြောလိုက်ပါတယ်ကိုရှိချင်းကတက်တန်းတိုတဲ့တစီမဟုတ်ပါဘူးပန်းရွှန်လမ်းမှာအဖိုးသွေးအန်လူနီးပါဖြစ်သွားရပါတယ်ရှက်ကိုရှက်ကန်ဖြစ်နေသောမိမပြိုကိုကြည့်၍အဖိုးသည်ရှေ့ဆောင်လိုက်ပြီးဝမ်းနည်းစွာဖြင့်တပ်ပြင်းချလိုက်ပါတယ်တေပါရောကွာရှီရွှဲတုံခိုင်းကိုမကောင်းဆိုးဝါးသွားမယောင်းခဲ့တင်ဘူးအဲ့ဒီခွေးကောင်လေးကိုမြင်တဲ့အချိန်ထိရှီရွှဲတုံခိုင်းမှာငါမနေခဲ့တင်ဘူးစောစောကသာတိခဲ့ရင်အဲ့ဒီခွေးကောင်လေးကိုမြင်မြင်ချင်းတက်ပြစ်လိုက်ရမှာနားမလဲတော့ဘူးသူ့ကိုခဏလောက်ပဲတွေ့ရပြီးမင်းတို့နှစ်ယောက်ကြားမှာဘာမှတော့ဖြစ်ခဲ့တာမဟုတ်ဘူးသူ့ကိုဘာတွေကြိုက်နေရတော့မင်းမပြိုသည်ထိုစကားကိုကြားသောအခါမျက်လုံးများထဲတွင်စိတ်ရှုပ်ထွေးသောအရေးအယောင်များပေါ်လာပါတယ်သမီးလည်းဘာလို့ကြိုက်မှန်းမသိဘူးသူနဲ့နီးချင်တဲ့စိတ်ပဲရှိတာသူ့ကိုမြင်ရရင်ရင်ခုန်ပြီးတော့ပျော်လာတယ်သူမုံမကိုတွေးယုံနဲ့ကြောက်တယ်အကိုရှင်းရှင်းပြောရင်သမီးလည်းပျော်တယ်မင်းကငယ်ပါသေးတယ်ကိုဘာကိုကြိုက်တယ်ဆိုတာတော့သိတာမဟုတ်ဘူးအဲ့ဒါကိုဘယ်လိုလုပ်အချစ်လို့ခေါ်မှာတော့မင်းအရွယ်ရောက်လာမှကိုဘာလို့ချင်လဲဆိုတာသိလာမှာအဖိုးကအလေးနဲ့ပြောလိုက်ပါတယ်မင်းမပြိုလေးမျက်လုံးများပို၍ပင်ငေးချောင်သွားပါတယ်အချိန်တော်ကြာပြီးနောက်မင်းမပြိုသည်ခေါင်းမော၍အဖိုးကိုကြည့်ကမုံမရဲဖြစ်ပြောလိုက်ပါတယ်ဖေးအဖေတို့လိုအရွယ်ရောက်တဲ့သူတွေရဲ့အချစ်ဆိုတာသမီးနားမလဲဘူးအဖေကလူတစ်ယောက်ကိုရွယ်ချက်တစ်ခုနဲ့ချစ်တာလားဒါဆိုရင်အဲ့ဒါကကိုချစ်တာလားဒါမှမဟုတ်အဲ့ဒီလူကိုချစ်တာလားအဖိုးစကားမပြောနိုင်လောက်အောင်ဖြစ်သွားပါတယ်သူစီပါဇက်ဟရဲ့တခုခုပြောရင်ပြင်လိုက်ပါတော့လေသူရှိမင်းမပြို၏ကြည်လင်တန်ရှင်းသောအကြည့်ကိုမြင်သောအခါညီသည့်စကားကိုမှမပြောနိုင်လောက်အောင်ဖြစ်သွားရပါတယ်ဝိညာဉ်သုံးပုံရှုံတော်ရတောင်အပြင်ဘက်တွင်ပျက်စီးနေသောမော်စစ်သင်းမောကြီးသည်ရှေ့တူယူသို့တရိပ်ရိပ်သွားနေပါတယ်သို့တော်လည်းမော်သင်းမောကြီးသည်အရှိန်မီပြတ်ကျနိုင်သည့်အလားရိမ့်ခနေပါတယ်အပြင်အလွာဖြစ်စေကုန်းဘက်တွင်ဖြစ်စေအကွဲကြောင်းများဖာထေးထားသောအမတ်သားများဖြင့်ပြည့်နေပါတယ်သင်းမောပိုင်ရှိသည့်သင်းမောကြီးကိုပြုပြင်ရန်ငွေချင်းမတက်နိုင်၍ခက်ခဲသွားလာနေရသည့်အလားပါပိုးရီဆိုးဝါးဒီမှာရန်ဖန်ရန်ကာမော်စစ်သင်းမောကြီးစီမှာအစိပ်ပိုင်းတချို့မြေပြင်ပေါ်ကျသွားတတ်ပါတယ်ရင်းသည်ရွှေချင်းမော်စစ်သင်းမောကြီးဖြစ်ပါတယ်ရန်ရန်သည်မော်သင်းမောကြီးအပြင်ဘက်တွင်ပြန်တန်းနေသည့်အလုံးအလုံးရှုံနေသောခေါင်းဆောင်ကိုကြည့်ကမျက်မှောင်ကျုပ်သွားပါတယ်အကိုရွှေချင်းကအကိုကိုယုံကြည်လို့သင်းမောထိတ်ရှုပ်ခွင့်ပေးခဲ့တာနော်အကိုဒီလိုလုပ်တာသူသိရင်ဒေါသထွက်မှာရန်ရန်နေမှာဖြစ်နေရတော့ဘာလို့ဒီလောက်ကြမ်းတမ်းရိုင်းဆိုင်နေရတာလဲခေါင်းဆောင်သည်လက်ထဲတွင်စုပ်တန်တစ်ချောင်းကင်ထားပြီးမော်စစ်သင်းမောကြီးအပြင်လွှာရှိအကြောင်းတစ်ခုကိုရေးဆွဲလိုက်ပါတယ်ရန်ရန်၏စကားကိုကြားသောအခါစိတ်ပြက်လက်ပြက်ဖြစ်ကြည့်လိုက်ပါတယ်ရန်ရန်၏မျက်လုံးများချက်ချင်းအေးဆက်သွားပါတယ်သူမ၏ရှိလူသည်သူမကိုအလွယ်တကူဖိနှိပ်နိုင်ပါတော့လေသူမ၏အဖွာထက်ကြင်ကြံခြင်းအစင်မမြင်ပါသမျှသူမကြောက်ပါငငယ်လေးကလေးကယခုလိုသူမအားစူပူငောင်ငန်းသည့်ညီသူကိုမဆိုအရှင်လက်လက်အခွန်လွှာခြင်းခံရမှာပါအကိုရှိချင်းကတော့ရှင်းချက်ပဲဖြစ်ပါတယ်နေမကြည်မနှက်ဖြစ်နေတော့လားခေါင်းဆောင်မပို၍ပင်စိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်သူသည်ရန်ရန်ကိုမကြည်မနှက်ဖြစ်ကြည့်လိုက်ပြီးဆက်လက်ဆူငေါလိုက်ပါတယ်ငါပြောပြမယ်ကလေးမမင်းငါ့ကိုရင်ကြီးကြီးပြောရမှာသိလားရွှေချင်းကငါ့ကိုအကိုကြီးလို့ခေါ်တာရွှေချင်းနောက်ကိုလိုက်ရင်မင်းလည်းငါ့ကိုအကိုကြီးလို့ခေါ်တဲ့လားမင်းကဒီလိုမျိုးဂုံပြူခံရတဲ့ရွှေချင်းဘေးကတူးတဲ့သောမိန်းကလေးနော်လာမင်းမားတယ်လို့ငါ့ကိုပြောဟမ်ရန်ရန်မှင်သက်မိသွားပါတယ်ချောမောသောမျက်နှာလေးအနှဲငယ်နီးမြန်းသွားပြီးရန်လိုစိတ်များချက်ချင်းပြောက်ခွဲသွားပြီးရိုသေကျိုးနုံစွာဖြင့်ပြောလိုက်ပါတယ်ကိုကြီးညီမမှားပါတယ်ဒီလိုမှပေါ့ကွခေါင်းဆောင်သည်ပျော်ရွှင်မှုများဖြင့်ဝေစားသွားပြီးသူ့ကိုယ်သူဘဝင်ခိုက်သွားပါတယ်သူသည်ညာလက်ကိုမြောက်၍ဝှေ့ရမ်းကစုတ်တံကိုပြစ်ပေးလိုက်ပါတယ်တခြားတစ်ဘက်ကိုသွားလို့ရှိချင်းလေးဒီကောင်လေးကငတုံးပဲဘာလို့တင်းမောကိုဒီလောက်တန်ရှင်းအောင်ထားရတာတော့ကွဒါငါတို့တက်တမမြောက်တောင်တက်ရဲ့အစင်လာနဲ့မကိုက်ညီဘူးငါသူ့ကိုကူညီနေတာခေါင်းဆောင်သည်ပြောရင်းမော်စစ်တင်းမော၏အပြင်ဘက်ပိုင်းကိုဆက်လက်တုပ်လိုက်ပါတယ်မျက်စိဖြင့်မြင်နိုင်သောနေရာအလုံးကိုသူအကွဲကြောင်းများရှစ်သားထားခဲ့ပြီးထိုအကွဲကြောင်းများကအစစ်အမှန်ထင်ရပါတယ်မော်စစ်တင်းမောဆိုတာအန်ဩစရာကောင်းတဲ့အာနိသင်နေရှိအောင်ဒီလိုမျိုးနည်းနည်းလောက်စုပ်ပြတ်တက်နေတဲ့ပုံစံလေးလှုပ်ထားရတာရန်ရန်သည်စုတ်တန်ကိုရှိတောင်ရှာတုံဖြည့်ယူလိုက်ပြီးနောက်မကြခင်မှာပင်သူမသည်လည်းဆေးရှယ်လိုက်ပါတယ်ဒါပေမဲ့အကိုကြီးဘာလို့တချို့အစိပ်ပိုင်းတွေကိုအောက်ပစ်ချပြီးအဲ့ဒီနေရာတွေကိုမိခိုးထွက်အောင်မန်တန်အစီရင်နေဘာလို့လုပ်တာတော့ရန်ရန်သည်အောက်အီးမထားနိုင်တော့ပဲမီးမြန်းလိုက်ပါတယ်ငားများနေတာတလန်းလုံးပြန်တန်းဖို့ငါတို့ဝင်းကျင်ကြောက်တုံးတွေဘယ်လောက်သုံးရမလဲခိုင်းကိုတစ်ချိန်လုံးဒီလိုသွားလို့မရဘူးကုန်ကြစရိတ်ကိုကိုယ့်ဘာသာကိုရှားရမယ်ဒီတော့ငါးဖတ်မှုလိုတယ်လေရန်ရန်ငါမင်းကိုတတိပေးရအောင်မယ်ရွှေရှင်းကအသုံးပြုံးကြီးတယ်မင်းကသူ့လိုလုပ်လို့မရဘူးငွေကိုရွှေတာရမယ်နားလေလားငါရွှေရှင်းကိုငွေရွှေတာရအောင်ကူညီပေးနေတာခေါင်းဆောင်ကအလေးနဲ့ပြောလိုက်ပါတယ်ထိုစကားကိုရန်ရန်ကြားသောအခါအလေးမြန်ကောင်းကြီးလိုက်ပါတယ်သူမသည်နားလေသွားသောပုံဖြင့်ထိုစကားကိုအလေးနဲ့မှတ်သားထားပါတယ်ပြီးတော့လေုံကြောက်တိုင်တရှိတဲ့မြောက်အရက်ကနှိမ့်လွင်မြင်ကိုသွားတဲ့လမ်းမှာရင်ဝံပြည်နယ်ကတားမြစ်ဒေသနဲ့အီမိုဒယ်အာတိုးမြစ်ကြီးကိုလည်းငါတို့ကြော်ဖြတ်ရမယ်လမ်းမှာအန်ဒီရယ်တွေရှိတယ်တင်းမောကိုဒီလိုစုပ်ပြတ်နေအောင်လှုပ်ထားလိုက်ရင်ထိပ်သီးကျဉ်ကြံသူတွေကတိုက်ခိုက်ဖို့စိတ်ဝင်စားမှာမဟုတ်တော့ဘူးခေါင်းဆောင်သည်နောက်ဆုံးအကွဲကြောင်ကိုရေးဆွဲလိုက်ပြီးသည့်တိုင်အောင်ဆက်လက်ရေးဆွဲနေလိုက်ပါတယ်ထို့နောက်တင်းမောကိုဘက်ပေါ်သို့သူခုန်တက်သွားပြီးသူ၏အနုပညာလက်ရာကိုစိတ်ကျဉ်တဲ့စွာဖြည့်ကြည့်လိုက်ပါတယ်စိုးဘူးမစိုးအခုအများကြီးပိုကောင်းသွားပြီရန်ရန်သည်စုပ်ပြတ်နေသောမော်စစ်တင်းမောကြီးကိုကြည့်၍အနှဲငယ်ရှိတုံရှာတုံဖြစ်သွားရပါတယ်သူ
သူမကပြောရန်ပြင်လိုက်စဉ်ရုတ်တရက်ခေါင်းဆောင်၏မျက်နှာအမူအရာပြောင်းလဲသွားပြီးအခန်းတကားကိုဆက်ခနဲကြည့်လိုက်ပါတယ်။သူအလွန်လိမ့်နဲ့တီကြည်လာပါတယ်။သူ့တကောလုံးအေးဆက်လာပြီးသူ့မျက်လုံးများထဲတွင်မျက်နှာတစ်ခုပေါ်လာပါတယ်။သူ့တကောလုံးမှာကြောက်ခမန်းလေးလေးအချိန်ဝါတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်။ခေါင်းဆောင်လှမ်းကြည့်လိုက်သည့်အခါအခန်းတကားချင်းကင်းနဲ့ညီသွားပြီးပျက်စီးသွားကမရေမတွက်နိုင်သောအပိုင်းစာများဖြစ်ပြောင်းလဲ၍လွင့်ထွက်သွားပါတယ်။တစ်ချိန်တည်းမှာပင်တားရဲတကောင်၏ဟိန်းရောက်တံမျိုးလွင့်ပြန်လာပါတယ်။ထိုအတန်တွင်ယူသွချင်းများဆာလောင်ခြင်းများဖြင့်ပြည့်နှက်နေပါတယ်။နောက်ဆက်တွဲအနေဖြင့်တကားပေါင်ကိုအယိုးကြောက်လက်တစ်ဖက်ကတင်းကျပ်စွာဆုပ်ကင်လိုက်ပြီးတဖြည်းဖြည်းအပြင်ထွက်လာရာအယိုးကြောက်ခန္ဓာတစ်ခုပေါ်ထွက်လာပါတယ်ထိုသူကရွှေရှင်းပင်ဖြစ်ပါတယ်သူ့ဝေစာများမဲနှက်နေပြီး၆တယောင်းနေသောဆေးကက်ကသွေးမဲများဖြင့်ဖုံးလွှမ်းနေပါတယ်သူ့မျက်နှာသည်လည်းခြိုက်ဝင်နေပြီးသူ့ပုံစံကရက်ဆက်ကြမ်းကြုတ်သောတစိကြီးတစ်ကောင်အလားဖြစ်နေပါတယ်သူ့မျက်လုံးများထဲရှိရုပ်သွရှင်များကြောင့်ရန်ရန်၏စိတ်တုန်ရီသွားပါတယ်ခေါင်းဆောင်၏မျက်နှာအမူအရာသည်လည်းပြောင်းလဲသွားပါတယ်ထိုအကြည့်ကိုသူယဉ်နှီးနေပါတယ်သူဆာလောင်သည့်အချိန်တုန်းကလည်းထိုသူဖြစ်ပါတယ်တတရမြောက်ကောင်းကင်နန်းတော်ရအောင်လှုပ်တာလေးကိုဒီလိုမျိုးသက်ဆွန့်ဆံပြလှုပ်နေရလားဟာခေါင်းဆောင်သည်လက်ကနေလှုပ်ရှားသွားပြီးရှူရှင်းတန်သို့တန်တန်မမတ်ဦးတည်သွားကရှူရှင်းလက်ကိုဖမ်းဆုပ်လိုက်ပါတယ်။ရင်ရန်ကပြေးလာရင်ပြင်လိုက်ပါတယ်။ရန်ရန်အနာမတိုးနဲ့အခုလောလောဆယ်သူ့စိတ်ကရုန်းကန်နေရတာမစားသင့်တာတခုခုကိုစားလိုက်လို့တက်ဆောင်အားရမရှိတော့တာဖြစ်မယ်။သူကြောက်စရာကောင်းလောက်စားနေတယ်။ခေါင်းဆောင်သည်အလွန်အတွေ့အကြုံရှိပုံရပါတယ်။ရှူရှင်းကိုဖေးမလိုက်ပြီးနောက်သူ၏တော်လုံးအိုက်ထဲမှာအသားအပိုင်းစားတစ်ခုကိုထုတ်၍ရှူရှင်း၏ပါဇက်ထဲထည့်လိုက်ပါတယ်။ရှူရှင်းသည်တလုတ်ထဲပြီးမျိုးချလိုက်ပြီးမျက်လုံးများကိုမှိတ်လိုက်ပါတယ်။အသက်ရှူခြင်းအနေငယ်ကြပြီးနောက်သူပြန်ဖွင့်လိုက်သောအခါသူ့မျက်လုံးများနီမြန်းနေပါတော့ညာသူ၏စင်ကျင်တော်တရားကယူသွရှင်ကိုကြော်လွှားနိုင်လိုက်ပြီးဖြစ်ပါတယ်။ကိုကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ရှိသေးလား။ရှူရှင်းအတန်ကကြမ်းရှားရှားလေးတန်ဖြစ်နေပြီးဘေးရှိခေါင်းဆောင်ကိုကြည့်လိုက်ပါတယ်။မရှိတော့ဘူးငါစားဖို့လှုပ်ထားတဲ့မုတ်တော်ရှိတယ်မင်းရဲ့လက်ရှိအချိန်ကြီးတွေးသိမ်းမှတက်ဖြတ်ပြီးတက်ဆောင်အောင်ဝါမျိုးဖို့လိုတယ်မင်းဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာတော့ခေါင်းဆောင်အနေငယ်အံ့အားသင့်သွားပါတယ်ကျွန်တော်နည်းနည်းစားလိုက်တာရှင်းကဖြင်းချင်းစွာပြောလိုက်ပါတယ်သူခန္ဓာကိုယ်ရဲ့ရှိစာလောင်စိမ်များပြန်လည်ထွက်ပေါ်လာပြီးသူ၏အသက်ရှူသံများအလိုလိုမြန်ဆန်လာပါတယ်သူ၏လက်ရှိအချိန်တွေကိုသူသည်လည်းအာရုံခံနိုင်ပါတယ်တတရားမြောက်နန်းတော်နှင့်အစိတ်သားမျက်စိကိုပေါင်းဆက်လိုက်ပြီးနောက်အစိတ်တက်များစွာကုန်ခန်းသွားခဲ့သောအစိတ်ဆေးသည်အာဟာရဓာတ်များရရှိလာသည့်နှင့်အမျှပြန်လည်တက်တာသည့်လက္ခဏာများပြသလာပါတယ်အရာအလုံးကိုချက်ချင်းဝါမျိုးပြင်းပြီးအေယာမတွင်းနဲ့ကြည့်တကူနှင့်ဆင်တူပါတယ်ရင်းသည့်အစိတ်သားမျက်စိပြန်လည်ကောင်းမွန်လာ၏အတွက်ချောင်လွဲမရသောဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ရွှေရှင်းသည့်ရခင်ကမျှော်လင့်ထားခဲ့ပြီးသားဖြစ်ပြီးကောင်းစွာပြင်ဆင်ထားခဲ့ပါတော့လေပေါင်းစည်းစဉ်အတော်အတွင်းသက်ဆောင်အားပစ္စည်းများကိုဝါမျိုးချင်းကမမျှော်လင့်သလိုဖြစ်လာခဲ့ပါတယ်ရင်းပြင်အစိတ်ဆေး၏ပြန်ကောင်းလုံးသည့်ဉာဏ်ဆန်လုံးသည့်ဖြစ်၍သူ၏ကြိုတင်ပြင်ဆင်ခြင်းများကင်းမဲ့သွားရပါတယ်သို့တော်လည်းရင်းသည့်ဆိုးဝါးသောကိစ္စတစ်ခုတော့မဟုတ်ပါရွှေရှင်းအတက်ကြီးမားသောအခွင့်အရေးတစ်ခုဟူ၍ပင်ဆိုနိုင်ပါတယ်အပဲကြောင့်ဆိုသောအစိတ်သားမျက်စိအတွက်လုံလောက်သောသက်ဆောင်အားကိုထောက်ပံ့ပေးလိုက်သည့်နှင့်နှိုးချောင်းနေခဲ့သောအစိတ်သားမျက်စိကတပံပြန်လဲရှင်းတန်လာမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်အစိတ်ဆေးကပကတိပြန်ကောင်းမွန်သွားသည်နှင့်ဇင်းမြေမရှိတော့သည်မဟုတ်ဘဲအဆုံးစားမဲ့ဖြစ်သွားမည်ဖြစ်ပြီးရွှေရှင်းတိုက်ရိုက်ခိုက်မြင့်တက်သွားမည်ဖြစ်ပါတယ်သူ၏တတိယမြောက်ကောင်းကင်နန်းတော်သည်တမိုင်းအဆက်ဆက်အထူးခြားဆုံးနန်းတော်ဖြစ်လာမည်ဖြစ်ပါတယ်ထိုနန်းတော်ထဲတွင်ထူးကဲသောစွမ်းအားများနှင့်လျှို့ဝှက်ဆန်းကျင်မှုများဖြင့်ပြည့်နှက်နေပါတယ်သို့တော်လည်းထိုရှင်းရများအလုံးအတွက်တိတ်တဲထူထပ်သောသက်ဆောင်အားကိုလိုအပ်ပါတယ်ယင်းပြင်ထိုအစိတ်သားမျက်စိကိုအမှန်တကယ်ပြန်ကောင်းသည်ဆိုပါကသက်ဆောင်အားတစ်မျိုးတည်းသာမကတိတ်တဲထူထပ်သောတဏှောများလည်းလိုအပ်သည်ကိုသူကောင်းစွာအာရုံခံမိပါတယ်ထိုတွေ့ရှိချက်သည်သူ့ကိုအံ့ဩတုန်လှုပ်သွားစေပါတယ်ထိုအချက်အရသူသည်တဏှောများကိုဆုပ်ယူနိုင်သည်ဟုအဓိပ္ပာယ်ရပါတယ်တဏှောများကိုတတရနန်းတော်ထဲရှိအစိတ်သားမျက်စိကဆုပ်ယူသည်ဖြစ်ပါသောညာရင်းမှာတိုင်းတာတစ်ခုထိသူကဆုပ်ယူနေသည်နှင့်ညီမျှပါတယ်တဏှောများကိုဆုပ်ယူခြင်းနှင့်ပတ်သက်၍နတ်ဘုရား၏မျက်နှာပြက်ကြီးရောက်ရှိလာပြီးနောက်အသစ်ပေါက်ဖွာလာသောမျိုးနွယ်ဝင်များသည်သာဆုပ်ယူနိုင်ကြပါတယ်အဘဲကြောင့်ဆိုသောထိုတဏှောများသည်အမှန်စစ်နတ်ဘုရား၏အရှိန်အဝါဖြစ်သောကြောင့်ဖြစ်ပါတယ်လူတချို့ကတဏှောများကိုနတ်စွမ်းရဲ့အဖြစ်လဲခေါ်ဝေါ်ကြပါတယ်ကိုကြီးအနည်းဆုံးတားမြစ်နယ်ပြည်နဲ့ကျွန်တော်တို့ဘယ်လောက်ဝေးလဲရွှေရှင်းသည်အသက်ပြင်းပြင်းရှူလိုက်ပြီးခက်အပ်လေးတန်ဖြစ်ပြောလိုက်ပါတယ်ရန်ရန်စိုးရင်ကြောက်ကြနေသောအမူအရာကိုလည်းသူမြင်လိုက်ပြီးသူအစဉ်ပြေချောင်းပြသသည့်အနေဖြင့်ခေါင်းငိမ့်ပြလိုက်ပါတယ်ရွှေရှင်းသည်တခြားလူများ၏စိုးရင်ပူပန်ခြင်းကိုဘယ်သောအခါမှလိလူမရှုတတ်ပါဓာတားမြစ်ဒေသကိုရောက်ဖို့လောက်ဝက်လိုသေးတယ်မင်းတောက်မခံနိုင်တော့ရင်လူသားမဟုတ်တဲ့မျိုးနွယ်ကိုင်းတစ်ကိုင်းဒါမှမဟုတ်လူသားမဟုတ်တဲ့မျိုးနွယ်ဝင်တိုင်းပြည်လေးတစ်ခုကိုငါရှာပေးမယ်ခေါင်းဆောင်ကအနှဲငယ်စိုးရင်ပူပန်နေပါတော့ညာသူစကားများ၏အဓိပ္ပာယ်ကလူသားမဟုတ်သောမျိုးနွယ်များအပေါ်အိဆက်ရှင်ကိုပြသနေပါတယ်။ခေါင်းဆောင်၏ရင်ထဲတွင်ရွှေရှင်းပြန်ကောင်းလာနိုင်သည်များလူသားမဟုတ်သောမျိုးနွယ်ဝင်များကိုစားလျင်လည်းအစဉ်ပြေနေသည့်အလားပါ။လောက်ဝက်လောက်ဆိုကျွန်တော်တောက်ခံနိုင်လောက်မှာပါ။ရွှေရှင်းကခေါင်းရမ်းလိုက်ပါတယ်။လူသားမဟုတ်သောမျိုးနွယ်များမှာတက်ဆောင်အားများနဲ့တန်တော်များရှိပါတော့လေတားမြစ်နေမည်သို့မဟုတ်တားမြစ်ဒေသကတန်တော်များထက်လဲပါနေမှာဖြစ်ပါတယ်။သူလိုအပ်သည့်ပမာဏသည်အလွန်ကြီးမားသည့်ကိုသူအာရုံခံမိပြီးအကောင်းဆုံးရွေးချယ်စရာမှာတားမြစ်ဒေသသာဖြစ်ပါတယ်။ဒါဆိုဓာတားမြစ်ဒေသကိုတွားကြတာပေါ့။ရင်ဝင်ပြည်နယ်ကတားမြစ်ဒေသအများကြီးထဲမှာတားမြစ်ဒေသဆိုလို့ဒီတစ်ခုပဲရှိတော့နန်းဝမ်ကျွန်းကဖီးနစ်တားမြစ်ဒေသကြီးနဲ့တားမြစ်ပင်လယ်တွေကရုပ်လောင်းတားမြစ်ဒေသကြီးတွေလိုနာမည်ကြီးတယ်ပြီးတော့
မဟာမိတ်ထဲကအချက်လက်တွေအရဆိုရင်အဲ့ဒီဓာတာမြင့်ဒေတာကြီးရဲ့ A grade ကအိမ်မောကျနေတာနှစ်တွေအများကြီးကြာနေပြီပြန်နှိုးထားလာမဲ့လက္ခဏာတွေလည်းမပြဘူးငါတို့နည်းနည်းလောက်အာရုံစိုက်လိုက်ရုံပဲခေါင်းဆောင်သည်စကားပြောရင်းကြင်ကြံချင်းအခြေခံစွမ်းအားများကိုလှည့်ပတ်လိုက်ပြီးမော်စစ်တင်မောကြီးနဲ့ပေါင်းစည်းလိုက်ရာလေအေးများတခုခုထွက်ပေါ်လာပါတယ်တင်မောကြီးအမြန်ဆုံးမြင့်တက်သွားပြီးတက်တန်တစ်ခုအသွင်ပြောင်းလဲကလျှက်စီးလက်သည့်အလားအဝေးသို့ပြန်တန်းသွားပါတယ်။ပတ်ဝန်းကျင်တွင်လေများတိုက်ခတ်နေပြီးမော်စစ်တင်မောကြီးအကာအကွယ်အလွာကိုတိုးဝင်ကခွဲထွက်သွားပါတယ်။ထို့သို့လေများခွဲထွက်သွားရမှတရှိရှိမြည်သံများထွက်ပေါ်နေပါတယ်။ရွှေချင်းတီတင်မောကုန်းဘက်ပေါ်တွင်တင်းမြင့်ခွေထိုင်းကခန္ဓာကိုယ်ထဲမှဆာလောင်စိတ်ကိုအတက်နိုင်ဆုံးဆုပ်တီးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတတိယမြောက်နန်းတော်နှင့်အစိတ်သားမြင့်စေးကိုပေါင်းစည်းနေပြီးနောက်ဖြစ်လာသောတုံ့ပြန်မှုများကိုအသားကျအောင်လဲဆောင်ရွက်နေပါတယ်။သူ၏လက်ရှိအချိန်တွေကစိုးဝါပါတော့ညာသူ၏တိုက်ရိုက်ခိုင်ကကြီးကြီးမားမားတိုးတက်သွားပြီးဖြစ်သည်ကိုသူအာရုံခံပြီးလိုက်ပါတယ်။သူ၏ဧကရေစင်ချင်းညံချင်းအတက်နဲ့ပေါင်းဆက်လိုက်ပါကအနိုင်ဆုံးကောင်းကင်နန်းတော်လေးဆောင်စွမ်းအားကိုသူထုတ်ဖော်ပြသနိုင်ပါတယ်။ရွှေမျိုးဒေးဆေးချင်းညံသူအများစုကအလွန်ဆုံးကောင်းကင်နန်းတော်6ဆောင်ကိုသာရောက်နိုင်ကြပါတယ်။ငါအစိတ်ဆေးပြန်ကောင်းလာရင်စိုးတာမြောက်ကောင်းကင်နန်းတော်ကိုရုံလုံးပေါ်လာအောင်ငါစဉ်းစားထားရမယ်။ရွှေချင်းသည်ခန္ဓာကိုယ်ထဲမှာဆာလောင်စိတ်ကိုတဖြည်းဖြည်းချုံအုပ်မရတော့ပါသူ၏တက်ရှူချက်များမြန်ဆန်လာပြီးမျက်လုံးများထဲတွင်သွေးကြောများစွာတိုးပွားလာပါတယ်သူစိတ်ကိုအပြောင်းလဲဖြစ်စေရန်ကြင်ကြံခြင်းကိုသာသူတွေးတောနေလိုက်ပါတယ်အရေးလေးနှင့်ကျင်းကန်းကိုင်းဆောင်ဖိုးဖိုးတို့မှသူတို့အားရွှေရှင်းသတိထားမိသွားမိကိုစိတ်ပူ၍ပုံကွယ်နေခဲ့သည်မှာကြာပြီးဖြစ်ပါတယ်ထိုချိန်၌ရွှေရှင်းသည်လူစားစားသားရဲကြီးတကောင်အလားပါသူတို့ကိုအလွန်သွေးပြက်ခြောက်ခြားစေသည့်ခံစားချက်ဖြစ်စေပါတယ်ရန်ရန်သည်ရွှေရှင်းအရှိန်ဝါနှင့်အယိုးကြောင့်ခန္ဓာကြောင့်အစကခြောက်ခြားသွားပါတော့လဲတဖြည်းဖြည်းနေသားကြလာသည်နှင့်မနေနိုင်တော့ပဲခြောက်သွားလိုက်ပါတယ်အလားသို့ရောက်သောအခါရွှေရှင်းကရန်ရန်ကိုမော့ကြည့်လိုက်ပါတယ်ရွှေရှင်းသွေးဆနေသောမျက်လုံးများသည်ရန်ရန်၏လေတိုင်းကြော့ကြော့ကိုစူးစိုက်ကြည့်လိုက်ပြီးအနှဲငယ်ရုန်းကန်နေရပြီးနောက်အကြည့်လွှဲလိုက်ပါတယ်ကိုရွှေရှင်းအကိုဒါစားကြင်လားကိစ္စမရှိဘူးညီမနာတာမကြောက်ပါဘူးရန်ရန်သည်ရွှေရှင်းကိုကြည့်လိုက်ပြီးလက်ချောင်းကိုကိုက်ကတုံရီနေသောလက်ဖြင့်ရွှေရှင်းအားထိုးပေးလိုက်ပါတယ်ရန်ရန်၏မျက်လုံးများထဲတွင်စိတ်ရှုပ်ထွေးခြင်းများမျှော်လင့်ချက်များနှင့်ပြည့်နှက်နေပါတယ်ရွှေရှင်းသည်ရန်ရန်ကိုကြည့်ကငြိမ်သက်သွားပြီးမျက်လုံးများကိုမှိတ်လိုက်ပါတယ်ရန်ရန်သည်အနှဲငယ်နောင်တရပြီးဝမ်းနည်းသွားပါတယ်သူမသည်တိတ်ဆိတ်စွာလက်ကိုပြန်ယုံသိမ်းလိုက်ပြီးဘေးတွင်ချထားလိုက်ပါတယ်ခေါင်းဆောင်သည်မော်စစ်တင်မောကိုထိန်းချုပ်လိုက်ပြီးလက်ပတ်ကြည့်လိုက်ပါတယ်။ရန်ရန်ကရွှေရှင်းအားလက်ချောင်းထိုးပေးနေသည်ကိုမြင်သောအခါသူ၏အကြည့်များဝေဝါးသွားပါတယ်။ရွှေရှင်းကညှင်းပက်လိုက်သောအခါရန်ရန်၏ဝမ်းထဲသွားသောမျက်နှာကိုလည်းသူမြင်လိုက်ရပြီးမနေနိုင်တော့ပဲစိတ်ထဲတွင်ရေရွတ်လိုက်ပါတယ်။အရင်တုန်းကငါစားလောင်နေတုန်းကဘာလို့ချောချောလာလာကောင်မလေးတယောက်ကငါ့ကိုသူ့လက်ချောင်းကြီးစားပါဆိုပြီးတော့မပြောတာတော့ငါမှဘာအပြစ်တွေများရှိနေလို့ဒီရှင်းလေးကအချစ်ကိုနားမလည်ဘူးပဲ။ငါသာဆိုရင်တေချာပေါက်ကိုက်ပြစ်လိုက်မှာထို့သောဖြင့်အချိန်များကုန်လွန်သွားပါတယ်ရွှေရှင်းသည်အတင်းအကျပ်တောင့်ခံနေစဉ်ဓာတာမြင့်ဒေတာကြီးနှင့်နီးကပ်သည့်ထက်နီးကပ်လာပါတယ်ရွှေရှင်းခန္ဓာကိုယ်ပြင်းထန်စွာတုံရီလာပြီးဆာလောင်စိတ်ကအထုပ်ထိပ်ရောက်ကသူ့ကိုယ်သူထိန်းချုပ်မှုကင်းလွတ်တော်မူအချိန်တွင်သူတို့ရှိ၌မဲမောင်သောဓာတာမြင့်ဒေတာတော်အုပ်ကြီးပေါ်ပေါက်လာပါတယ်တောအုပ်အပြင်ဘက်ရှိတနောများသည့်ပြင်တခြားနေရာများထက်အစာပေါင်းများစွာတိတ်တဲထူထပ်ပါတယ်ရွှေရှင်းအာယုံကအလွန်ဆူးရှပြီးသူ၏မျက်လုံးများရုပ်ရှိပွင့်လာကအနီရောင်အလင်းတန်းများဖြာထွက်လာပါတယ်ဓာတာမြင့်ဒေတာသည်ရင်ဝမ်ပြည်နယ်ရှိတခုတည်းသောတာမြင့်ဒေတာကြီးဖြစ်ပါတယ်။ဤနေရာသည်ရင်ဝမ်ပြည်နယ်အနောက်ဘက်ပိုင်းတွင်တည်ရှိပြီးအလဲပိုဟိုနှင့်နီးစပ်ပါတယ်။ချိန်ထဲမှာပင်ပေမအီမော်ဒယ်အာတိုမြစ်တစိမ့်တစ်ပိုင်းကိုလည်းလွှမ်းခြုံထားပါတယ်။အီမော်ဒယ်အာတိုမြစ်ကဓာတာမြင့်ဒေတာကြီးထဲမဝင်ရောက်ခင်ကအီမော်ဒယ်ရှီများဖြင့်ပြည့်နှက်နေခဲ့ပါတယ်။တာမြင့်ဒေတာကြီးထဲမှာထွက်လာပြီးနောက်မြစ်ရည်တစ်ခုလုံးမဲနဲ့သွားပါတယ်။ဤနေရာတစ်ခုလုံးတိတ်သေးထူထပ်သောမြူကိုများတစ်နှစ်ပတ်လုံးရတိုင်းနေပြီးနေအောင်ကြီးမဝင်ရောက်နိုင်ပါထို့ကြောင့်အပေါ်စီးမှကြည့်ပါကမဲနဲ့တောက်ပြောင်သောမြစ်ရည်စီးဆင်းနေသည့်ကိုသာမြင်ရမည်ဖြစ်ပြီးတာမြင့်ဒေတာကြီးထဲရှိမြစ်ရည်ကမြည်တို့ဖြစ်ပျက်သွားသည်ကိုမြင်နိုင်မည်မဟုတ်ပါမြူကိုများကအရာအလုံးကိုလွှမ်းခြုံထားပါတယ်။အီမော်ဒယ်အာတိုမြစ်ကဓာတာမြင့်ဒေတာကြီးအားထက်ရှမ်းခွဲသွားသည်ကိုခက်ရေးရေးမြင်နိုင်ပါတယ်။သို့တော်လည်းမြူကိုများကထိုအစိပ်ပိုင်းများကိုအတူတကွပြန်ဆက်လိုက်ပုံရပါတယ်။မဟာမိတ်ထဲကမှတ်တမ်းတွေအရပြီးခဲ့တဲ့နှစ်ပေါင်း3000လောက်ကဓာတာမြင့်ဒေတာကြီးထဲမှာကပ်ဘေးကြီးတစ်ခုပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီဓာတ်အိတ်ကလေးနိုးထလာပြီးတော့အပြင်ကိုထွက်လာတယ်။အဲ့ကိစ္စဖုံးရိုင်မျိုးကြီးတစ်ခုလုံးကိုအုံဝန်းကျက်ဖြစ်သွားစေခဲ့တယ်။နောက်ဆုံးမှာဖုံးရိုင်မျိုးကြီးအတွင်းမှာရှိတဲ့အတင်ရှည်ရှိတဲ့မျိုးနွယ်တွေပေါင်းစည်းပြီးအဲ့ဒီမျိုးကြီးကိုခက်ခက်ခဲနဲ့ဖိနှိပ်နိုင်ခဲ့တယ်။မီးဧကရက်ရုပ်လောင်းဧကရက်ဓာတ်ဧကရက်အဲ့ဒီဧကရက်ကြီးတွေကတက်ဆိုင်ရာဓာတ်မြင့်ဒေတာကြီးတွေရဲ့အရှင်သခင်တွေပဲတယောက်ရှင်းတည်ရဲ့အစွမ်းအမှန်းစားလို့မရဘူးခေါင်းဆောင်သည်မနီးမွေးရှိမဲမောင်သောတောအုပ်ကြီးကိုကြည့်လိုက်ပါတယ်သူ့အတန်လွင့်ပြန်သွားသည့်အခါရွှေရှင်းမှပြေးထွက်သွားပြီးဖြစ်ပါတယ်သူသည်အလွန်မြန်ဆန်သည်ဖြစ်ပြီးအလင်းတန်းတန်းအသွင်ဖြင့်ပြောင်းလဲ၍ဓာတာမြင့်ဒေတာကြီးတဲ့သို့တန်တန်မတ်မတ်ဥတီသွားပါတယ်မော်စစ်တင်မော်ကြီးပေါ်တွင်ရန်ရန်သည်ခေါင်းဆောင်ကိုစိုးရင်ပူပန်စွာဖြင့်ကြည့်လိုက်ပါတယ်အကိုကြီးခေါင်းဆောင်သည်ရွှေရှင်းနောက်ကျောကိုကြည့်ပြီးခပ်ဖြော့ဖြော့ပြုံးလိုက်ပါတယ်အဆင်ပြေပါတယ်ငါရှိနေရွှေရှင်းဘာမှဖြစ်เสียအောင်လို့အာမခံတယ်ဒါပေမဲ့ရန်ရန်ကြီးအခုတလုံးငါငွေနဲ့ကြက်နေလို့အဲ့ဒါမင်းရန်ရန်သည်တိုးလောင်အိတ်ကိုချက်ချင်းပစ်ပေးလိုက်ပါတယ်ခေါင်းဆောင်၏မျက်လုံးများဝင်းလန့်သွားပါတယ်တိုးလောင်အိတ်ကိုယူကဝှေ့ကြည့်လိုက်ပြီးနောက်ချက်ချင်းကျင်းတဲ့သဘောကျသွားပါတယ်သူသည်ဘိုက်ကိုပုတ်၍ကြဲကြဲလောင်လောင်ပြောလိုက်ပါတယ်ခဲမလေးစိတ်မပူနဲ့မင်းရဲ့ခင်မုန်းဘေးကင်းအောင်ငါအားလုံးလုပ်ပေးမယ်ခေါင်းဆောင်ကရန်ရန်ကိုစိတ်အားထက်သန်စွာကြည့်၍ပြောလိုက်ပါတယ်
ခဲမာလေးဆိုသည့်စကားကိုကြားသောကြောင့်ရန်၏မျက်နှာနီမြန်းသွားပါတယ်ထို့နောက်ထပ်တူလောင်ရဲ့အိတ်ကိုပျော်ရွှင်စွာပစ်ပေးလိုက်ပါတယ်ခုအစပြီးရန်မင်းတယောက်တည်းကိုပဲငါခဲမာအပြည့်အတိမတ်ပြုတယ်ဟဲ့ခေါင်းဆောင်၏ခန္ဓာကိုတွန်ရီသွားပါတယ်သူဒီတူလောင်အိတ်ကိုယူလိုက်ပြီးရွှေရှင်းနောက်သို့ပြေးလိုက်သွားပါတယ်ခေါင်းဆောင်၏စကားများကိုကြား၍ရန်မှာပျော်ရွှင်သွားပြီးချက်သွေးဖြာသွားပါတယ်သို့တော်လည်းရွှေရှင်းနောက်သို့လိုက်သွားသောခေါင်းဆောင်သည်ပြေးလွှားနေရင်မှုရတကဲ့သို့ပျော်မျိုးနေသည်ကိုရန်မသိပါသူဒီချမ်းသာနည်းတနည်းကိုရှာတွေ့လိုက်သည့်အလားမျက်လုံးများဝင်းလက်လာပါတယ်ငါတုံးလိုက်တာရှင်းလေးကိုမနာလို့ဖြစ်မနေသေးဘူးရှင်းလေးနဲ့အပြင်သွားတိုင်းအမျိုးသမီးကြင်ကြံသူတယောက်ကိုခေါ်ခဲ့ပြီးဒါမျိုးလုပ်ရမှာဒါဆိုတေချာပေါက်ငါမွဲတော့မှာမဟုတ်ဘူးပြီးရင်ဟိုတတိမှတင်းရွှယ်လည်းရှိသေးတယ်သူကအချမ်းသာဆုံးပဲခေါင်းဆောင်သည်အလွန်စိတ်လှုပ်ရှားနေပြီးအထူးသဖြင့်ရွှေချင်းဘေးတွင်ရှိနေသည်မှာနမ်းမိမဲ့ကြစ်ရွှံဖြစ်ပြီးနမ်းမိမဲ့ကြစ်ရွှံကသူ့အားဆရာတူအကိုဟုကျုံးလွန်စွာခေါ်သည်ကိုတွေးကြည့်မိသောအခါတွင်ဖြစ်ပါတယ်ငါရှင်းလေးရဲ့နာမည်ကိုတုံပြီးတော့အဲ့ဒီသူတွေနဲ့ရှင်းလေးကြားဆက်ဆံရေးခိုင်မြဲနေအောင်လက်ဆောင်လေးတွေပေးရမယ်ချင်းလေးငါလိုဆရာတူအကိုတယောက်ရှိရာအရင်ဘွားကကုသိုလ်ကောင်းမှုတွေမင်းလုပ်ခဲ့လို့ဖြစ်မယ်ခေါင်းဆောင်သည်အလွန်စိတ်တက်ကြွနေပါတယ်အမှန်စင်စစ်ရင်းသည်ပထမဆုံးအကြိမ်သူလုံဖူးခြင်းမဟုတ်ပါရခင်ကအနဝါရုပ်လောမျိုးနွယ်တဲ့ရှိထိုးဖြစ်ပျက်ကြီးကိုသူနှိရွှေရှင်တို့ဆောင်ရွက်ခဲ့ပြီးနောက်သူ့ကိုဂုံထူးဆောင်ခိုင်းသားအနေဖြင့်လူသားမဟုတ်သောမျိုးနွယ်ဝင်များအားကြိုးဆိုရန်တောင်းဝင်ပေးရခြင်းခံခဲ့ရပါတယ်။တင်းရွှန်တွင်ကူးမှုရှင်တို့ရွှေရှင်ပေးတွင်တစ်ချိန်တည်းပေါ်လာခဲ့သည်မှာသူ၏စနက်ကြောင့်ဖြစ်ပါတယ်။အမှန်စစ်စစ်ဂိုင်းကကူးမှုရှင်တယောက်တည်းကိုသာတောင်းဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ထို့ကြောင့်ခေါင်းဆောင်ကတင်းရွှန်ကိုတိတ်တိတ်ဆိတ်သတင်းပေးကတနေရာစာရောင်းချပေးခဲ့ပါတယ်။သူသည်အလွန်ဘဝင်ခိုက်နေပြီးသူ၏အချိန်သည်လည်းမြင့်တက်သွားပါတယ်။သူသည်ရွှေရှင်နောက်သို့လိုက်ကဓာတာမြင့်ဒေသကြီးထဲသို့ဝင်ရောက်လာပါတယ်။ဓာတာမြစ်ဒေသတောအုပ်ထဲတွင်ရွှေရှင်းသည့်အလွန်မြန်ဆန်စွာပြေးနေပါတယ်။တောအုပ်ထဲသူရောက်သွားပြီးနောက်ဘေးဘက်လက်ရှိကျွန်တော်များတိုးဝင်လာပြီးရွှေရှင်းခန္ဓာကိုယ်လည်းအလင်းမြန်ပြည့်နေသွားပါတယ်။သူသည်ချက်ချင်းဆုပ်ယူလိုက်ပြီးတတိယမြောက်နန်းတော်ထဲထည့်သွင်းလိုက်ပါတယ်။သူသည်မရက်တက်မှတောအုပ်ထဲတွင်ကြော်လွှားပြီးနောက်ညာလက်ဖြစ်ဘေးကိုဖမ်းဆုပ်လိုက်ပါတယ်။ရုတ်တရက်တစ်ပင်ကြီးတစ်ပင်ပေါ်တွင်တွဲလောင်းကျနေသောကြောက်ခမန်းလေးလေးအရှိန်ဝါများထုတ်လွှတ်နေသည့်အေယာမမွေကြီးတစ်ကောင်ကိုသူဖမ်းဆုပ်လိုက်ပါတယ်။သူ၏လက်ကမွေကြီးကိုဖမ်းဆုပ်လိုက်သည့်အချိန်မှာပင်အရွယ်ရောက်ပြီးလူတစ်ယောက်စာတုတ်ကင်သောမွေကြီးထံမှနာကျင်သောတရှိရှိအော်မီတန်ထွက်ပေါ်လာပါတယ်။မွေကြီးခန္ဓာကိုယ်၆ကက်လာပြီးမျက်တောင်တစ်ခက်အတွင်းအယိုးစုဖြစ်သွားပါတယ်။မွေကြီးခန္ဓာကိုယ်ရဲ့ရှိသက်ဆောင်အားများအလုံးပျောက်ကွယ်သွားပါတယ်။ရွှေချင်းနှလုံးများထဲတွင်စိတ်တက်ကြွသည့်အရေးအယောင်တစ်ခုပေါ်လာပါတယ်။သူစကားတစ်ခုမဆိုဘဲရှေ့ဆက်သွားပါတယ်။မကြခင်ခြေလင်းတစ်ကောင်ကဲ့သို့နီမြန်းသောအစင်းရှိသည့်တားရိုင်းတစ်ကောင်ရွှေချင်းမျက်စိရှိတွင်ပေါ်လာပါတယ်။ထိုသားရဲကြီးရဲ့အချိန်ဝါကတံမှန်မဟုတ်ပါ။တာရဲကြီးထံမှရက်ဆက်ကြမ်းကြုတ်သောအချိန်ဝါများထွက်ပေါ်နေပြီးခန္ဓာကိုယ်တစ်ခုလုံးလူသားများနှင့်တာရဲများ၏မျက်နှာများဖြင့်ဖုံးလွှမ်းနေပါတယ်။တာရန်ကြီးရှေ့တွင်ရှေ့ချောင်းဝင်ပလီအုပ်စုရှိပါတယ်။ထိုဝင်ပလီများသည်ထူးခြားပါတယ်။ခန္ဓာနှစ်ခုရှိတော်လဲခေါင်းတစ်ကောင်နဲ့သာဖြစ်ပါတယ်။ရင်းပြင်ခေါင်းကအလွန်ကြီးမားပြီးခန္ဓာကိုယ်တစ်ခုလုံးနဲ့နှိုင်းယှဉ်နိုင်ပါတယ်။ဝင်ပလီများ၏ပုံမှန်တွင်မြင်သည့်ထူးဆန်းပါတော်လဲတစ်ချိန်တည်းမှာပင်အလွန်ရက်ဆက်ကြမ်းကြုတ်ပါတယ်။သို့သောရှီလင်ကဲ့သို့တာရန်ကြီးများ၏အမဲလိုက်ရှင်အောက်တွင်ဝင်ပလီအုပ်စုမှာရက်ဆက်ကြမ်းကြုတ်စိတ်များချုံအုပ်ခါတွေ့ယူသွေးတန်းဖြင့်ပြေးနေကြရပါတယ်။ရွှေချင်းသည်ထိုအုပ်စုနှစ်စုကြားတွင်ပေါ်လာပါတယ်။ရှီလင်ကဲ့သို့တာရန်ကြီးများ၏ရှေ့လမ်းများစက္ကနဲ့ရက်တန့်သွားပါတယ်။၎င်း၏ရက်ဆက်ကြမ်းကြုတ်သောအချိန်ဝါများထွက်ပေါ်လာသည့်နေ့ရွှေချင်းက၎င်းရှိသို့ရောက်နေပြီဖြစ်ပါတယ်။သူသည်ညာလက်ကိုမြောက်၍ကြမ်းတမ်းစွာဖိရှားလိုက်ပါတယ်။တာရန်ကြီးခန္ဓာကိုတုံရီသွားပြီးရှောင်းတဲရန်သို့မဟုတ်တားဆီးရန်ပင်အရေးရှင်းမရှိပါ။တခဏလေးအတွင်းရွှေချင်းလဝါကြီးကတာရန်ကြီးခေါင်းပေါ်သို့ကြားရောက်သွားပါတယ်။ဘုံကနေမြည်ဟီတန်နှင့်အတူတာရန်ကြီးခန္ဓာကိုရှောက်ကပ်သွားပြီးသက်ရှုခြင်းအနေငယ်အတွင်းအယိုးစုဖြစ်သွားပါတယ်။ထိုဖြစ်ရသည့်ရှေ့ချောင်းဝင်ပလီအုပ်စုကိုတုံရီကပို၍ပင်မြန်ဆန်စွာထွက်ပြေးသွားစေပါတယ်။သို့တော်လည်းရွှေရှင်းသည့်နှခမ်းများကိုတက်၍ခုံအုပ်လိုက်ပြီးအရင်များအသွင်ပြောင်းလဲပြီးပြေးလိုက်သွားကဝင်ပလီများကိုဆုပ်ယူလိုက်ပါတယ်။မကြခင်အယိုးစုပုံကြီးကိုခြံထားခဲ့ပြီးရွှေရှင်းသည့်တောအုပ်ထဲဝင်ရောက်ပြောက်ကွယ်သွားပါတယ်။အသက်ရှုခြင်း10ချိန်ကြာပြီးနောက်ခေါင်းဆောင်ပေါ်လာပါတယ်။သူသည်မြေပြင်ပေါ်ရှိအလောင်းများအလုံးကိုကြည့်၍စိတ်သက်သာရသွားပါတယ်။ကြည့်ရတာပြဿနာမရှိတော့ဘူး။ခေါင်းဆောင်ကခတ်တိုးတိုးရေရိုးလိုက်ပြီးဆက်လိုက်ရန်ပြင်လိုက်ပါတယ်ထိုချိန်တိုင်းသူ့အမူအရာပြောင်းလဲသွားပါတယ်သူသည်နှာခေါင်းရှုံးလိုက်ပြီးတားမြစ်ဒေသကြီးအတွင်းပိုင်းသို့တန်တရားစိတ်ဖြစ်ကြီးလိုက်ပါတယ်ထိုနေရာသည်ရွှေရှင်းပြောက်သွားသည့်နေရာနှင့်မတူညီသောအရက်ဖြစ်ပါတယ်ဂယုတစိုက်စစ်ဆေးကြည့်လိုက်ပြီးနောက်ခေါင်းဆောင်၏မျက်လုံးများဝင်းလက်လာပါတယ်ဒီနေရာမှာဒီလိုမျိုးရတနာရှိနေတာပဲခေါင်းဆောင်သည်ဝင်းလက်တောက်ပနေသောမျက်လုံးများဖြင့်နှာခမ်းများကိုတက်လိုက်ပါတယ်ညီလေးအစဉ်ပြေလောက်မှာပါအဲ့ဒီရတနာကိုငါအရင်သွားကြည့်ရမယ်ထိုတွင်နှင့်ခေါင်းဆောင်သည်ဥတီချက်ပြောင်းကအလင်းမြန်ပြေးသွားကတောအုပ်ထဲပြောက်ခွဲသွားပါတယ်ထို့သောဖြင့်အချိန်များတဖြည်းဖြည်းကုန်လွန်လာပါတယ်မကြာခင်လောက်ဝက်ကုန်လွန်သွားပါတယ်ထိုလောက်ဝက်တာအတော်တွင်ရွှေရှင်းသည့်သွေးပြက်ခြောက်ခြားပွေရာတပ်ပွဲကြီးဆင်နွှဲခဲ့ပါတယ်သူဖြတ်တန်းသွားသည့်နေရာတိုင်းသူ၏အစိတ်ကိုအားဖြည့်ရန်ကြုံတွေ့ရသမျှတာရဲတိုင်းသက်ဆောင်အားများကိုဆုပ်ယူလိုက်ပါတယ်မကောင်းဆိုးအားများနှင့်ကြုံလာရသောအခါမှာပင်ထိုနည်းတူပြုမှုလိုက်ပါတယ်ဒါရဲဘလောက်များသူတက်ဖြတ်ခဲ့သည့်ကိုပင်မမတ်မိတော့ပါကောင်းကင်နန်းတော်လေးဆောင်တိုက်ရိုက်ခိုက်ရဖြင့်တာမြစ်ဒေသကြီးရဲ့အပြင်ပန်းပိုင်းရှိအရာအလုံးကိုသူဖြည့်ရှင်းနိုင်ပါတယ်ထို့ကြောင့်ခဏအကြာရွှေရှင်းသည့်ဒေါနတ်ထဲသို့တဖြည်းဖြည်းနီးကပ်လာပါတယ်
တောနက်ထဲသူတိုးဝင်လာသည်နှင့်အမျှသားရိုင်းများစွာကိုသူပို၍ဂျုံတွေးလာရပြီးဆက်လက်ဆုပ်ယူကတပ်ဖြတ်လိုက်ပါတယ်တဖြည်းဖြည်းနဲ့သူ၏အသိစိတ်ပုံမှန်ပြန်ဖြစ်လာပါတယ်သူ၏မျက်လုံးများထဲရှိအလင်းကမှိန်ဖြော့မနေတော့ဘဲခန္ဓာကိုယ်ကများစွာပြန်လဲတက်တာလာပါတယ်ခရမ်းအောင်တလင်းကြောက်၏အစွမ်းဖြင့်ပေါင်းဆက်လိုက်ပါကယခုတွင်သူအစဉ်ပြေနေပုံရပါတယ်အလုံးစုံအနေဖြင့်ရခင်ကားနှင့်နှိုင်းယှဉ်လျင်ပို၍ပိန်ပါသွားသည့်သာရှိပါတယ်သူ၏သပင်များပြန်ရှည်လာပြီးသူ့ဝယုံကအသက်တဆုံပြောင်းလဲသွားပြီဖြစ်ပါတယ်ထိုကဲ့သို့တိတ်တဲထူထပ်သောတက်ဆောင်အားများနှင့်ဒဏ်တော်များအောက်တွင်တတရမြောက်ကောင်းကင်နန်းတော်ရှိအစိတ်သားမြင့်စီကအပြည့်အဝပြန်လည်တက်တာသွားရန်ဆန်ရှိမီတစ်ထောက်စာသာဝေးပါတော့တယ်ထိုဆန်ရှိမီတစ်ထောက်စာအတွင်းလဲဖြည့်ရှင်းရလွယ်ကူပါတယ်ထိုချိန်၌ရွှေရှင်းသည်ထိုအတွက်တိုက်ခိုက်နေပါတယ်သူသည်အလွန်မြန်ဆန်စွာဖြင့်ကောင်းကင်ရံတွင်ပြန်တန်းနေသောအေယာမရေကူအုပ်စုထံဦးတည်သွားလိုက်ပါတယ်ထိုရေကူကြီးများသည်အေးဆက်ဆက်အချိန်ဝါတစ်ခုကိုထုတ်လွှတ်လိုက်ကြပါတယ်၎င်းတို့ဖြတ်တန်းသွားသည့်နေရာတိုင်းမြေပြင်အေးခဲသွားတတ်ပါတယ်ဤနေရာရှိသားရန်အများစုမှာထိုတေခြင်းတရားများမလွတ်မြောက်နိုင်ကြပါထိုရေကူများမှာအရွယ်အစားမျိုးစုံနှင့်ဓာစဉ်ရှိ၍ရှိပါတယ်ရေကူကြီးများ၏ဖောက်ထွင်းမြင်ရသောခန္ဓာကိုယ်များတွင်အစာရှည်ဖြတ်ခံနေရသောဆွေးမြေ့ပျက်စီးနေသည့်အလောင်းကောင်များကိုပြင်မြင်နိုင်ပါတယ်ရွှေရှင်းသည့်ရခင်ကရတနာမုတ်ဆိုးစကန်တားမြစ်နယ်မြေတွင်အလားတူရေကူများကိုမြင်ခဲ့ရဘူးပါတယ်ရေကူသည်တားမြစ်နယ်မြေနှင့်တားမြစ်ဒေသတွင်တွေ့ရများသောတရားများဖြစ်နေသည့်အလားပါရေကူများကိုတပံမြင်တွေ့လိုက်ရပြီးတော့ရခင်ကသူခံစားခဲ့ရဘူးသည့်ပြင်းထန်သောဖိအားများလုံးလုံးရရပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်ရေကူကြီးများကိုကြည့်၍ရတနာမုတ်ဆိုးစကန်ထဲတွင်ထိုရေကူများ၏လက်ချက်ဖြင့်တွေ့သားခဲ့ရသောမရေမတွက်နိုင်သည့်အစိမ့်နှိမ်ကျဉ်ကြံသူများကိုရှင်းရှင်းတွေးမိလိုက်ပါတယ်ထိုကျဉ်ကြံသူများထဲတွင်ရှင်းရှင်းမြင်မြုပ်ပေးလိုက်ရသည့်အဖိုးလောင်ရှစ်လဲပါပါတယ်ရွှေချင်းညလုံးများအေးဆက်ဆက်ဝင်းလံသွားပြီးတဟုံတို့ပြေးသွားပါတယ်သူသည်ထိုရေကူအုပ်စုစီသို့ရိတ်ခနဲရောက်သွားပါတယ်တဝုံဝုံမြည်တံများပဲ့တင်ထပ်သွားပြီးတက်ဆောင်အားကုန်ခန်းသွားသော၆ကက်ကက်ရေကူများစွာလေတန်းမှပြုတ်ကျလာပါတယ်ခဏအကြာရွှေချင်းသည်အေယာမတစ်ပင်ကြီးတစ်ပင်ပေါ်သို့ဆင်းသက်လိုက်ပါတယ်သူ၏မျက်လုံးများထဲတွင်စိတ်တက်ကြွနေသည့်အရေးကြောင်များပေါ်လာပြီးသူခန္ဓာကိုယ်ထဲတွင်မိုးချိန်းတဲ့အလားမြည်ရှိတံများပဲ့တင်ထပ်သွားပါတယ်တတရမြောက်နန်းတော်ထဲတွင်သူမွေးရပါနေရတနာအဖြစ်ကြောင်းလဲသွားခဲ့ပြီဖြစ်သောအစိတ်သားမြင့်စေသည့်တက်ဆောင်ပြီးတော်များကိုပြန်လည်ထုံးကြီးလိုက်ပုံရပြီးတိတ်တဲထူထပ်သောစွမ်းငွေ့တက်များကိုထုတ်လွှတ်လိုက်ပါတယ်အမှန်စင်စစ်အစိတ်ဆေးကအနှဲငယ်တုံရီနေပါတယ်ထိုတုံရီချင်းသည်နှလုံးကိုယ်တန်နေစင်တူပါတယ်နောက်ဆက်တွဲအနေဖြင့်အလွန်ရင်းနှီးသောဆက်နွယ်ချက်တစ်ခုရှိပါတယ်ထိုခံစားချက်သည်တတရမြောက်နန်းတော်ရဲ့ရှိအစိတ်ဓာတ်မြစ်ဆေးကရွှေချင်းခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဖြစ်နေသည့်အလားပါရွှေချင်းစိတ်လှုပ်ရှားသွားပါတယ်သူသည်ပိုးကောင်နှံများကိုပထမဆုံးထုတ်လိုက်ပြီးရှူသွင်းလိုက်ပါတယ်ရုတ်တရက်ထိုပိုးကောင်နှံများကရွှေချင်းခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီးအစိတ်ဓာတ်မြစ်ဆေးများဝန်းရံနေသောတတရမြောက်နန်းတော်ထဲဝင်ရောက်သွားပါတယ်ရုတ်တရက်ရွှေချင်းသည်တောအုပ်ထဲရှိအဝေးမှကောင်းကင်ကြီးကိုကြည့်လိုက်ပါတယ်ထိုချိန်၌ရေကူနောက်တစ်သုတ်တရှိပြန်တန်းလာပါတယ်ထိုရေကူများကပို၍ပင်ကြီးမားပါတယ်သူသည်စောစောကရေကူတစုကိုသာတက်ဖြတ်ခဲ့ပြီးထိုဒီကိုဘေးဘက်ဝန်းကျင်ရှိတခြားရေကူများကိုဆွဲဆောင်လိုက်ပါတယ်ထိုချိန်၌ရေကူများရာရှိ၍အဝေးမှပြေးလာနေပါတယ်ထိုရေကူများအနက်၃ကောင်မှပေထောင်ရှိသောခန္ဓာကိုယ်များရှိပြီးကောင်းကင်နန်းတော်2ဆောင်သို့မဟုတ်3ဆောင်ကိုရှင်းနိုင်သောကြောက်ကမန်းလေးလေးအစွမ်းများကိုထုတ်လွှတ်နေပါတယ်တားမြစ်ဒေတာခံမှန်းထားသလိုပါပဲလားအတွင်းပိုင်းကိုတော့မရောက်သေးဘူးဒီလိုမျိုးကြောက်စရာကောင်းတဲ့တရားကိုတွေ့နေရပြီကောင်းပြီလေဒီနေရာမှာငါအစိတ်ဓာတ်မြစ်စီအစွမ်းကိုစမ်းသပ်ရတော့မှာပေါ့ရွှေချင်းသည်တီးတိုးရွတ်လိုက်ပြီးမျက်လုံးများအေးဆက်ဆက်ဝင်းလန့်သွားပါတယ်သူခန္ဓာကိုယ်ထဲရှိတတရမြောက်ကောင်းကင်နန်းတော်မှာတုံရီသွားပြီးအထဲရှိအစိတ်ဓာတ်မြစ်စီအသက်ဝင်သွားပါတယ်အစိတ်ဓာတ်မြစ်စီနှင့်သူခန္ဓာကိုယ်ထဲမှာအဆုံးစားမဲ့အစိတ်များဘုံကနေထွက်ပေါ်လာပါတယ်ထိုအစိတ်သည်အယောင်အစင်းကင်းမဲ့ပြီးနှင်းမုန်တိုင်းတစ်ခုအဖြစ်တိုက်ခတ်သွားသည်နှင့်ဆင်တူပါတယ်ထိုအစိတ်ဖြတ်တန်းသွားသည့်နေရာတိုင်းမရေမတွက်နိုင်သောတစ်ပင်များချက်ချင်းလျှောက်ကပ်ပြီးမျက်တောင်တစ်ဖြတ်ခက်အတွင်းအသီးရွက်များအလုံးပြဖြစ်သွားပါတယ်တာရိုက်များတွင်ရုံးကန်ရန်အင်အားမရှိတော့ဘဲအစိတ်မိသွားသည့်နှင့်စူးစူးဝါးဝါအော်ဟစ်ခါသွေးများအဖြစ်ပြောင်းလဲသွားပါတယ်။ကောင်းကင်ရန်ရှိရောက်ရှိလာသောရေကူများသည့်ပင်ထိုတည်ခြင်းတရားမှချောင်လဲမသွားနိုင်မှရေကူတစ်ကောင်ပြီးတစ်ကောင်မဲနဲ့ကအရေးပြောသွားပြီးရေမဲများအဖြစ်မြေပြင်ပေါ်ကျဆင်းသွားပါတယ်။ထိုရေကူများသာမဟုတ်မြေပြင်မှာလည်းအတူတူပါမြေပြင်ကတာမြင့်နေမီဖြစ်လာပါတယ်။မရေမတွက်နိုင်သောပိုးကောင်နဲ့များတပြိုင်နက်တည်းလှုပ်ရှားသွားကြပြီးမြေအောက်ရှိသားရိုင်းများသည်လည်းအစိတ်ကိုမဆောင်တိန်နိုင်ကြဘဲချက်ချင်းစီဝင်ရှုံသွားကြပါတယ်။ထိုချိန်၌ကောင်းကင်ရန်ရှိမြူကိုများအလင်းများအရေးပြောလာပြီးအေယာမအပေါက်ကြီးတစ်ပေါက်ပေါ်လာကအပြင်လောကမှရောင်ကြီးများလည်းဖြာကျလာပါတယ်။ထိုလာရောင်သည်ရွှေချင်းခန္ဓာကိုယ်နှင့်ဘေးပတ်လက်ရှိပေ9000ပတ်လည်ကိုလွှမ်းခြုံသွားပါတယ်။ထိုပေ9000အကျယ်တော်တွင်ညက်ပင်တစ်ပင်သည်ပင်လွတ်မြောက်သွားခဲ့ခြင်းမရှိဘဲအရာအလုံးသိဆုံးသွားပါတယ်။တစ်ချက်ကြည့်ုံဖြင့်မြေပြင်ကပြောင်းရှင်းသွားကြောင်းသိနိုင်ပါတယ်။မဲနဲ့တော်မြေသားသည်သာခြောက်ခြားစရာကောင်းစွာပေါ်လွင်နေပါတယ်။ရွှေချင်းသည်လေထဲတွင်ရက်၍ထိုရှင်းရများအလုံးကိုကြည့်လိုက်ပါတယ်။အရိပ်ကတဖြည်းဖြည်းပေါ်လာပြီးမဲနဲ့တောက်ပြောင်သောအေယာမတစ်ပင်ကြီးတစ်ပင်အရိပ်ဖြင့်ပြောင်းလဲသွားပါတယ်။ထိုတစ်ပင်ကြီးသည်သူ့နောက်တွင်ကွေးညွတ်ကအယူသေးပေးလိုက်ပါတယ်။အဝေးမှကြည့်ပါကထိုအေယာမတစ်ပင်အရိပ်ကြီးသည်ရွှေချင်းရှုံတယ်ဖြစ်လာပုံရပါတယ်။ထိုပေ9000အကျယ်ရှေမုန်းခြင်းအပြီးတွင်ရွှေချင်းမြင်မာသောအယံမောင်းနှင့်တူဖက်ကင်းသောရှုံးမောသောမျက်နှာကပို၍ပင်မိစ္ဆာဆန်းနေပုံရပါတယ်။တန်တုံးနယ်လေးကလေထဲတွင်ပေါ်လာပြီးတုံရီနေပါတယ်။ကျင်းကန်ကိုက်ဆော့ဖိုးသည်လည်းမြေပြင်တွင်ဒူးထောက်ကအယူသေးပေးလိုက်ပါတယ်။သူစိတ်ထဲတွင်ခါစားချက်လှမ်းများရိုက်ခတ်လာပြီးအရာအလုံးကရေယိုရှင်းဖြစ်ပြောင်းလဲသွားပါတယ်။နတ်ဖျားလားထို
ထို့သောဆိုရခြင်းမှာမြေပြင်မှာတဖြည်းဖြည်းကြီးထွားလာလေသောတနောများကြောင့်ဖြစ်ပါတယ်ထိုတနောများသည်တာမြစ်ဒေသစီမှာမဟုတ်ပါရွှေချင်းအစိပ်ဖြင့်လွှမ်းရှုံခံရသောထိုမြေပြင်မှာအလိုလိုပေါက်ပွားလာခြင်းဖြစ်ပါတယ်ပို၍ပင်ထူးဆန်းသည်မှာထိုတနောများသည်သူ့ထံမှရောက်လာသည်ဆိုသောခန်းစားချက်မျိုးရွှေချင်းခံစားရစေပါတယ်ထို့ကြောင့်ထိုတနောများပေါက်ပွားလာသည့်အလားပါမူလကဤနေရာတွင်စိတ်ဝင်နေခဲ့သောတနောများနှင့်ကွဲပြားပါတယ်ရွှေချင်းသည်မယုံကြည်နိုင်ခြင်းများဖြင့်ခန္ဓာကိုယ်တုံ့ယူသွားပါတယ်ယင်းသည်မြတ်ဖျား၏အစွမ်းမဟုတ်ပါလား